မသူတော်တရားကိုအနိုင်ယူခြင်းမသူတော်တရားဆိုတာကိုပါဠိဘာသာနဲ့အတ္တဓမ္မတတ္တမဆိုတာသူတော်ကောင်းတရားအတ္တဓမ္မကြတော့မသူတော်တရားလို့စာပေကျမ်းဂန်မှာဒီလိုခွဲပြီးတော့ဆိုထားတယ်သူတော်ကောင်းတွေလိုက်နာကျင့်သုံးတဲ့တရားကတစ်မျိုးသူတော်ကောင်းမဟုတ်သူမသူတော်တွေလိုက်နာကျင့်သုံးတဲ့တရားကတစ်မျိုးလို့သူလမ်းနဲ့သူခွဲခြားပြီးတော့မြတ်စွာဘုရားဟောကြားတော်မူခဲ့တာဖြစ်တယ်။ဘုန်းကြီးတို့တွေသူတော်ကောင်းတရားတွေကိုလိုက်နာကျင့်ကြံကြိုးကုပ်အားထုတ်ခြင်းဖြင့်မသူတော်တရားတွေကိုအနိုင်ယူနိုင်ဖို့အရေးကြီးတယ်။မသူတော်တရားတွေမိမိတဏ္ဍာမှာမဖြစ်စေဖို့လူဘဝရလာတဲ့အခိုက်မြတ်စွာဘုရားသာသနာလဲပွင့်လင်းခဲ့မြတ်စွာဘုရားရဲ့အဆုံးအမကိုခံယူထားသည့်ဗုဒ္ဓဘာသာဝင်လည်းဖြစ်တဲ့အခိုက်ဘုရားရဲ့အဆုံးအမတွေကိုနာယူမှတ်သားကြပြီးတော့မသူတော်တရားတွေမိမိကိုမလွှမ်းမိုးနိုင်အောင်ကျင့်ကြံကြိုးကုပ်အားထုတ်ဖို့အဲ့လိုကျင့်ကြံကြိုးကုပ်အားထုတ်နိုင်မှသာလျှင်ဘဝခရီးရှောက်လန်းတဲ့အခါမပင်မပန်းချမ်းချမ်းသာသာဘဝဒုက္ခတွေလွတ်အောင်ယုံနိုင်မှာဖြစ်တယ်။ဒါကြောင့်မို့မသူတော်တရားတွေရဲ့လွှမ်းမိုးချုပ်ကိုင်မှုမခံရအောင်မိမိကိုယ်တိုင်ကမသူတော်တရားတွေကိုအနိုင်ယူနိုင်ဖို့မိမိရဲ့စိတ်ဓာတ်ကိုပြုပြင်ဆောင်ရွက်ကြအောင်ဘုရားရဲ့အဆုံးအမရတဲ့အခါမှာဘုန်းကြီးတို့တွေဘာရေးကြည့်ရတော့မြတ်စွာဘုရားကလမ်းညွှန်မှုပြုတယ်ဘယ်တရားတွေဟာကိုယ်တဏ္ဍာမှာဖြစ်မယ်ဆိုရင်ကောင်းကျိုးချမ်းသာတွေကိုဖြစ်စေနိုင်တယ်အဲ့ဒီတရားတွေကိုကိုယ်တဏ္ဍာမှာဖြစ်အောင်ကြိုးစားဖို့ဘယ်တရားတွေကလူတွေရဲ့တဏ္ဍာမှာဖြစ်ပြီဆိုရင်ဆိုးကျိုးတွေကိုဖြစ်ပေါ်စေတတ်တယ်အဲ့ဒီတရားတွေကိုရှောင်ဖို့အဓိကအဖြစ်ရှောင်ရမှာနဲ့လှုပ်ဆောင်ရမှာဒီတစ်ခုကိုမြတ်စွာဘုရားခွဲခြားဟောကြားပြီးတဲ့အခါမိမိကိုယ်တိုင်ကရှောင်ရမယ့်ဟာကိုရှောင်ဖို့နဲ့ဆောင်ရမယ့်ဟာကိုဆောင်ဖို့ဒါကိုယ်ပိုင်းကလုပ်ရမယ့်အလုပ်ဖြစ်တယ်။ရှောင်ရမယ့်ဟာကိုမရှောင်ဘူးဆောင်ရမယ့်ဟာမဆောင်ဘူးဆိုလို့ရှိရင်တော့ကောင်းကျိုးချမ်းသာရနိုင်ဖို့ဆိုတာမသေးကြဘူး။ကောင်းကျိုးချမ်းသာရနိုင်ဖို့အတွက်မိမိကိုယ်တိုင်ကလုပ်ကြကြအောင်ကျမ်းမာစေတတ်တဲ့အစာမျိုးကိုစားရတယ်ကျမ်းမာရေးထိခိုက်တဲ့အစာအာဟာရမျိုးကိုရှောင်ရလောကမှာဒီတိုင်းပဲမကျမ်းမာဖြစ်စေနိုင်တဲ့အစာအာဟာရမျိုးအသွားလာအနေထိုင်မျိုးကိုရှောင်ရှားပြီးတော့ကျမ်းမာစေတတ်တဲ့အစာအစာမျိုးအနေထိုင်မျိုးကိုလိုက်နာကြမယ်ဆိုရင်လူတွေဟာကျမ်းမာမှုကိုရရှိပြီးလန်းဆန်းတက်ကြွကိုကျိုးသူကျိုးနှမျိုးလုံးကိုလှုပ်ဆောင်နိုင်ကြတဲ့အတိုင်းအတာတစ်ခုရရှိနိုင်တယ်။အဲ့ဒီတိုင်းပဲလက်တွေ့အားဖြင့်မြတ်စွာဘုရားရဲ့အဆုံးအမကိုရှေးဥစွာနာယူကြ။နာယူပြီးတဲ့အခါမှာရင်ထဲနှလုံးထဲမှာဆွဲဆွဲမြဲမြဲမှတ်သားထား။ဘုရားပါဆုံးမတယ်ဆိုတာရင်ထဲနှလုံးထဲမှတ်သားထား။မှတ်သားထားပြီးတဲ့အခါအ내ဒိဗ္ဗေကိုဆင်ញင်သုံးသပ်ပြီးလိုက်နာကျင့်သုံးရမယ့်ဟာကိုလိုက်နာကျင့်သုံးလို့ဆောင်ရမယ့်ဟာကိုဆောင်ရှောင်ရမယ့်ဟာကိုရှောင်အဲ့ဒါလို့လုံးဝကောင်းကျိုးချမ်းသာဆိုတာဖြစ်တယ်လေလောကသဘာဝပဲစဉ်းစားကြည့်ယောဂဝေဒနာဖြစ်လို့ဆရာဝန်တွေသမားတော်တွေစီသွားတဲ့အခါမှာသမားတော်တွေကဘာပြောတဲ့ဆိုရင်ဘယ်စားကိုရှောင်ဘယ်စားကိုစားဘယ်ဆေးကိုတောက်ဆိုတာကိုလမ်းညွှန်မှုပြုတာအဲ့ဒီလမ်းညွှန်မှုပြုတဲ့အတိုင်းပဲရှောင်ရမယ့်အစားအစာရှောင်ရမယ်တောက်ရမယ်ဆေးကိုတောက်ဓမ္မတော်လည်းကျမ်းမာမှုဆိုတာဖြစ်ပေါ်ယောဂဝေဒနာပျောက်ကင်းပြီးတော့ကျမ်းမာချမ်းသာခြင်းကိုရောက်စေနိုင်တယ်လို့ဒါဟာလောကမှာထင်ရှားတဲ့သာဓကတစ်ခု
ဘုန်းကြီးတို့တွေရဲ့တဏ္ဍာမှာလည်းပဲစဉ်းစားကြည့်ဖို့နော်ဘုန်းကြီးတို့တွေတဏ္ဍာမှာမိမိတဏ္ဍာမှာဖြစ်ပေါ်နေလို့ရှိရင်ဆိုးကျိုးကိုဖြစ်ပေါ်စေတတ်တဲ့တရားမျိုးရှိတယ်လို့မိမိတဏ္ဍာမှာဖြစ်ပေါ်နေပြီဆိုလို့ရှိရင်ကောင်းကျိုးချမ်းသာတွေကိုပေးစေနိုင်တဲ့သဘောမျိုးတွေသဘာဝတရားမျိုးတွေလည်းရှိတယ်လူတိုင်းရဲ့စိတ်ထဲနှလုံးထဲမှာဖြစ်ပေါ်လာတဲ့တရားဟာအကောင်းနဲ့အဆိုးနှမျိုးရှိကိုယ်စားတဲ့အစားအစာဒီခန္ဓာကိုယ်မှာအကျိုးပြုတဲ့အစားအစာရှိသလိုထိခိုက်နစ်နာစေတဲ့အစားအစာလည်းရှိဒါကြောင့်မို့လို့အကျိုးပြုမဲ့အစားအစာမျိုးကိုရွေးချယ်စားတော့ပြီးခန္ဓာကိုယ်ရဲ့ကျန်းမာကိုထိခိုက်စေတတ်တဲ့အစားအစာမျိုးကိုရှောင်ရတယ်လို့ပဲကိုယ့်ရဲ့စိတ်ထဲနှလုံးထဲမှာဒီအတွေးမျိုးဒီသဘာဝမျိုးဖြစ်လာလို့ရှိရင်ဆိုးကျိုးတွေဖြစ်ပေါ်စေနိုင်တယ်ဆိုရင်အဲ့ဒီအတွေးမျိုးအဲ့ဒီစိတ်နဲ့သဘောထားမျိုးတွေကိုဖယ်ရှားဖို့လိုအပ်တယ်။ကောင်းတဲ့အတွေးကောင်းတဲ့စိတ်နဲ့သဘောထားတွေကိုမွေးမြူမှချမ်းသာဒုက္ခရမယ်ဆိုရင်ချမ်းသာဒုက္ခရအကြောင်းဖြစ်တဲ့ကောင်းမြတ်တဲ့အတွေးတွေကောင်းမြတ်တဲ့စိတ်နဲ့သဘောထားတွေပြုပြင်ပြီးတော့ယူရမှာလောကမှာကိုကြိုက်တာကြီးလုံးလို့မရဘူးကြိုက်တဲ့ထဲမှာကိုယ်ကောင်းကျိုးချမ်းသာပေးနိုင်တဲ့အရာဘာလဲဆိုကိုယ်တိုင်ဆင်ခြင်သုံးသပ်ပြီးတော့ကောင်းကျိုးချမ်းသာပေးနိုင်တဲ့အရာမျိုးကိုသာလေဆောင်ရွက်လုပ်ခံကြရမှာဖြစ်တယ်ဆိုတာမြတ်စွာဘုရားရဲ့အဆုံးအမတော်ပဲဖြစ်တယ်ပေါ့အလုံးသိကြတဲ့အတိုင်းမြတ်စွာဘုရားသာသနာတော်မှာဘုရားကိုဆန့်ကျင်ပဲလုပ်သွားတာရှင်ဒေဝဒတ်မြတ်စွာဘုရားနဲ့ညီတော်ဝမ်းကွဲတော်တယ်မေရမာယာရဲ့မောင်သုဘဗုဒ္ဓကမွေးဖွားတဲ့သားဖြစ်တယ်ရသောတရားရဲ့မောင်အရင်လည်းဖြစ်တယ်အဲ့ဒီရှင်ဒေဝဒတ်ဟာဘာကြောင့်ပျက်စီးသွားရတကယ်တော့သူကိုယ်တိုင်ကလူညံ့မဟုတ်ဘူးထက်မြက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဖြစ်တယ်သို့တော့သူဟာဘာကြောင့်ပျက်စီးပြီးနောက်ဆုံးမှာအပင်ငရဲမှာဒုက္ခခံရတယ်လေရှင်ဒေဝဒတ်ကြီးဘာကြောင့်ငရဲကျသွားတယ်လဲဘာကြောင့်ကဘာပတ်လုံးဆင်းရဲဒုက္ခတွေခံရတယ်လဲလို့ဆိုလို့ရှိရင်ဟောဒီမသူတော်တရားတွေကသူ့ကိုလွှမ်းမိုးသွားလို့အဲ့ဒီမသူတော်တရားတွေဟာသူ့အတွက်ဆိုးကျိုးကိုဖြစ်ပေါ်စေတဲ့တရားတွေအဲ့ဒီတရားတွေကိုမတွန်းလှန်နိုင်သည့်အတွက်ကြောင့်သူဟာဘဝတစ်ခုဆုံးရှုံးနေတာသွားပြီးအပင်ငရဲကိုကြာရောက်ပြီးတော့သွားပင်ငရဲကြာရောက်ပြီးတော့သွားဒီလိုဆိုအဲ့ဒါကြောင့်မို့အပင်ငရဲကိုကြာရောက်စေနိုင်တဲ့မသူတော်တရားတွေကိုမိမိတို့တဏ္ဍာမှာမဖြစ်စေရရှင်ဒေဝရဘာကြောင့်ငရဲကြာတယ်လဲဒီတရားတွေကိုမနိုင်လို့ငရဲကြာမသူတော်တရားတွေရဲ့လွှမ်းမိုးမှုကိုခံလိုက်ရလို့သူအပင်ငရဲကြာသွားတယ်ဒါကြောင့်မို့မြတ်စွာဘုရားသခင်ကိုရောမြတ်ရာဇဂိုမြို့အနီးကခေစကုတ်တောရကျောင်းမှာသရင်သုံးနေထိုင်တဲ့အချိန်မှာအဲ့ဒီအချိန်မှာရှင်ဒေဝဒတ်ကမြတ်စွာဘုရားကိုဆန့်ကျင်မဲ့လုပ်ပြီးတော့မြတ်စွာဘုရားနဲ့ဂိုင်းခွဲသွားတယ်လမ်းခွဲသွားတဲ့အချိန်အဲ့ဒီလမ်းခွဲသွားတဲ့အချိန်မှာမြတ်စွာဘုရားကယဟန်တွေကိုဆုံးမစကားမိန့်ကြားခဲ့တယ်အဲ့ဒီမိန့်ကြားခဲ့တဲ့ဆုံးမစကားဟာဘုန်းကြီးတို့တွေအတွက်လည်းအမြဲတမ်းတတိချက်ပြီးတော့လိုက်နာကျင့်သုံးတိုက်တဲ့အရာရှောင်တဲ့အရာဆောင်တဲ့အရာပဲဖြစ်တယ်ယဟန်တွေကိုဆုံးမတဲ့အခါမြတ်စွာဘုရားကဘာအမိန့်ရှိတုံးဆိုသာဓုဘိက္ခွေဘိက္ခုကာလေနကာလံအတ္တဝိပတ္တိပစ္စဝခိတာဒီစကားကစပြီးတော့ယဟန်တွေကိုတတိပေးဆုံးမအချိန်ခါအားလျော်စွာမိမိရဲ့ပျက်စီးဆုံးရှုံးမှုကိုလည်းလေ့လာသုံးသပ်ကြည့်တဲ့
ငါဟာပျက်စီးနေသလားငါအစိတ်အခြေအနေတွေဘယ်လိုရှိလဲငါ့ကိုဘာတွေကလွှမ်းမိုးနေသလဲနေ့စဉ်နဲ့အမျှငါစိတ်အခြေအနေတွေဟာဘယ်လိုရှိသလဲမကောင်းတဲ့စိတ်တွေဘယ်လောက်များစွာဖြစ်နေသလဲအတ္တဝိပတ္တိကိုယ့်ရဲ့ပျက်စီးနေဖို့မတ်တမဲ့မနေရဘူးကိုယ့်ကိုကောင်းနေတယ်လို့မထင်နဲ့ကိုယ့်ကိုပျက်စီးနေတာလားဆိုတာကိုဆင်ခြင်သုံးသပ်ကြည့်ဥပမာနေ့စဉ်ဘဝမှာနေတဲ့အချိန်မှာဘုရားရှိခိုးရမှလည်းပြင်းတယ်ဘုရားလည်းတနေ့မှမရှိခိုးမိဘူးဥပုသ်သီလဆိုဝေး၅ပါးသီလလည်းချိုးဖောက်တယ်ဆိုရင်ဒါကိုယ့်ကိုပျက်စီးနေပြီလို့မှတ်သားဖို့တော့ကုသိုလ်ကောင်းမှုတနေ့သာကုန်သွားရောကုသိုလ်ကောင်းမှုတွေမှာစိတ်ကိုလုံးဝမရောက်ဖက်နဲ့ကာမဂုဏ်အာယုန်စိတ်တွေစာဝနေရေးနေ့စဉ်ဘဝရုန်းကန်နေရတဲ့အထက်မှာပဲအချိန်ဖြုံးပြီးတော့နေတယ်ဆိုလို့ရှိရင်ငါမှကောင်းတဲ့စိတ်တွေပျက်စီးနေပါလားဆိုတာဆင်ခြင်သုံးသပ်တွေးတောအောင်မြတ်စွာဘုရားတတိပေးတာကိုယ့်ရဲ့ပျက်စီးဆုံးရှုံးနေမှုကိုလည်းပဲဆင်ခြင်သုံးသပ်ပေးရမယ်နောက်တစ်ခုကြတော့ကိုယ်နဲ့ကိုယ်ပတ်ဝန်းကျင်ဆိုတာဆက်ဆက်ပြီးတော့နေတခြားပုဂ္ဂိုလ်တွေကိုလည်းကြည့်လိုက်တခြားပုဂ္ဂိုလ်တွေရဲ့ကိုယ်နဲ့အနီးမှာပတ်ဝန်းကျင်မှာရှိတဲ့ပုဂ္ဂိုလ်တွေရဲ့အနေအထားပျက်စီးဆုံးရှုံးနေမှုကိုလည်းဆင်ခြင်သုံးသပ်ကြည့်ရဘယ်ပုဂ္ဂိုလ်အဖြစ်ဝိကျင့်သီလတွေပြည့်ပြားတယ်မကောင်းမှုဒုစရိုက်တွေလုပ်တယ်မူရည်ဆေးဝါးတွေသုံးတယ်ရက်သေးစားတောက်စားတယ်ခိုးဆိုးလူရိုက်တက်ခိုင်နေတယ်အဲ့ဒီပုဂ္ဂိုလ်ရဲ့အခြေအနေကိုကြည့်ဘယ်လိုဖြစ်သွားသလဲဆိုတာတွေကိုသူတစ်ပါးရဲ့ပျက်စီးဆုံးရှုံးမှုဆိုတာကိုလည်းဆင်ခြင်သုံးသပ်ကြည့်ဖို့လိုအပ်တယ်ဆင်ခြင်သုံးသပ်ကြည့်ရမယ်မိမိရဲ့ပျက်စီးမှုကိုဆင်ခြင်သုံးသပ်တယ်လို့တစ်ဖက်သားတွေရဲ့ပျက်စီးမှုတွေကိုလည်းဆင်ခြင်သုံးသပ်ကြည့်ဖို့လိုအပ်တယ်ဓမ္မသာလည်းအခြေအနေမှန်ကိုသိမှာဒါဟာနေ့စဉ်ကိုယ့်အတွက်လှုပ်တင်လှုပ်ထိုက်တဲ့တစ်ခုပျက်စီးမှုဆင်ခြင်သုံးသပ်မှုကိုပြုသလိုကြီးပွားတိုးတက်မှုအောင်မြင်မှုတွေနဲ့ပတ်သက်ပြီးတော့လည်းဆင်ခြင်သုံးသပ်ကြည့်ရအတ္တတမ္ပတ္တိငါကတော့မနေ့အိယာထတာနဲ့ဘုရားဝတ်ပြုတယ်နော်ပရိစိတ်တယ်ဘုရားဂုဏ်တော်တွေပွားများအားထုတ်တယ်ပရိမေတ္တာရွတ်တယ်ဘုရားကိုပန်းရည်ချမ်းနေတယ်စီမီပန်းတို့ပြန်လူတော်ပူဇော်လှူဒန်းတယ်ငါးပါးသီလခံယူစောင့်တည်တယ်တနေ့တာလုံးကုံဆုံးတဲ့အချိန်ငါစိတ်ထဲမှာကုသိုလ်တွေနဲ့ပဲအချိန်ကုန်သွားတယ်ကိုယ့်ရဲ့ပြည့်စုံမှုဆင်ခြင်သုံးသပ်ကြည့်အဲ့ဒါလိုပဲကိုယ့်ပတ်ဝန်းကျင်မှာရှိကြတဲ့ပုဂ္ဂိုလ်တွေဘယ်ပုဂ္ဂိုလ်အပြင်ဘုရားတရားမြဲတယ်ဘယ်လိုကိုကျင့်တရားတွေကောင်းတယ်အနေထိုင်ဘယ်လိုကောင်းတယ်ဘယ်လိုဒါနကောင်းမှုတွေလုပ်တယ်ဘယ်လိုသီလတွေစောင့်တည်တယ်ဆိုတဲ့သူတစ်ပါးရဲ့ပြည့်စုံမှုတွေကိုလည်းပဲဆင်ခြင်သုံးသပ်ကြည့်ရမယ်ဒီနှစ်ခုအလုံးပေါင်းလိုက်တော့၄ခုပေါ့အတ္တဝိပတ္တိမိမိရဲ့ပျက်စီးနေပုံပရဝိပတ္တိသူတစ်ပါးရဲ့ပျက်စီးနေပုံအတ္တတမ္ပတ္တိမိမိရဲ့ပြည့်စုံမှုပရတမ္ပတ္တိသူတစ်ပါးရဲ့ပြည့်စုံမှုဆိုတဲ့ဒီအချက်၄ချက်ကိုရှုမြင်သုံးသပ်ဆင်ခြင်တာဟာကောင်းတယ်လို့အင်တမကောင်းမြတ်တဲ့အဖြေတွေကိုထုတ်နိုင်တာမို့မြတ်စွာဘုရားကယဟန်တွေကိုတတိပေးတယ်အမတ်တမဲ့မနေကြနဲ့ဆင်ခြင်သုံးသပ်ပြီးတော့ကိုယ့်ဘဝကိုအဖြေထုတ်နိုင်အောင်လေ့လာဆင်ခြင်သုံးသပ်ကြဖို့ဒီလိုဟောတယ်အဲ့ဒါလို့ဟောပြီးတော့ရှင်ဒေဝဒအရေးနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကယဟန်တွေကိုဟောတယ်မသူတော်တို့ရဲ့စိတ်နေသဘောထားတွေမသူတော်တို့ရဲ့ဒီအနေအထားတွေဟာ၈မျိုးရှိအတ္တဓမ္မမသူတော်တရားဆိုတာ၈မျိုးရှိအဲ့ဒီမသူတော်တရား၈မျိုးရဲ့လွှမ်းမိုးချုပ်ကိုင်မှုကိုခံလိုက်ရလို့ဒီဝတ္တဟာနော်ငရဲကြသွားတယ်အပေဆင်းရဲနဲ့ငရဲကြရမယ်အပေရောက်သွားနိုင်တယ်ရှင်ဒေဝရနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားပြောအပါယိကော
သေချာပေါက်ငရဲရောက်တော့မယ်အပေပုံကြရောက်တော့မယ်နေရီကောငရဲပုံကြရောက်တော့မယ်ကပ္ပထောငရဲမှာတကဘာပတ်လုံးခံစားလိမ့်မယ်အတ္တိကိစ္ဆောပြုပြင်လို့ကုစားလို့မရနိုင်တော့တဲ့အခြေအနေရောက်သွားပြီဘာကြောင့်ဒီလိုအခြေအနေဆိုးတွေနဲ့ကြုံသွားရတယ်လဲလို့ဆိုလို့ရှိရင်ဟောဒီမသူတော်တရားတွေရဲ့လွှမ်းမိုးမှုကိုခံလဲရလို့ပဲသူ့စိတ်ကိုမသူတော်တရားတွေကလွှမ်းမိုးထားပြီအဲ့ဒီလွှမ်းမိုးထားမှုကိုခံရသည့်အတွက်ကြောင့်ဒေဝဒတ်ဟာအပေကြမဲ့ပုဂ္ဂိုလ်ငရဲကြမဲ့ပုဂ္ဂိုလ်ငရဲမှာကဘာပတ်လုံးခံရမဲ့ပုဂ္ဂိုလ်ကုစားလို့ပြုပြင်လို့မရတော့တဲ့အနေအထားမျိုးရောက်သွားတယ်ဆိုတော့လူတယောက်ဟာယောဂနုတဲ့အချိန်ကကုသမှုမပြုဘူးယောဂရင့်လာပြီဆိုတဲ့အချိန်မှာစစ်ဆေးကြည့်လိုက်တဲ့အခါကျကုလို့မရတော့ဘူးဘယ်နှလပဲခံတော့မယ်ဘယ်နှစ်ရက်ပဲခံတော့မယ်လို့ဆရာဝန်ကဆုံးဖြတ်တယ်လို့ကုလို့မရတော့ဘူး incurable ကုလို့မရတဲ့ယောဂဖြစ်သွားပြီယောဂကျွန်းသွားပြီကုမရတော့ဘူးအဲ့ဒါမျိုးလို့ပဲရှင်ဒေဝဒတ်ရဲ့စိတ်နေသဘောထားတွေရှင်ဒေဝဒတ်ရဲ့စိတ်နှလုံးကိုမသူတော်တရားတွေကလွှမ်းမိုးချုပ်ကင်ထားသည့်အတွက်ကြောင့်ဒေဝဒတ်ဟာကုလို့မရတော့ဘူးသွားပြီလမ်းလုံးဝလွဲမှားသွားပြီလို့မြတ်စွာဘုရားဒီလိုဟောတာအဲ့တော့ဘာဖြစ်လို့ဘာတွေကြောင့်ဒီလိုဖြစ်ရတာတော့ဆိုမသူတော်တရား10မျိုးကြောင့်တဲ့မြတ်စွာဘုရားအဲ့ဒီမသူတော်တရား10မျိုးဆိုတာဘာလဲအဲ့ဒီတည်းမဲ့မြတ်စွာဘုရားဟောထားတဲ့10ခုအရင်မှတ်သားကြည့်ရအောင်မြတ်စွာဘုရားထောက်ပြတယ်လက်လဘရရှိခြင်းတကယ်တော့လက်လဘရရှိခြင်းဟာမသူတော်တရားတော့မဟုတ်ဘူးလက်လဘရရှိခြင်းကိုအကြောင်းပြုပြီးတော့မကောင်းတဲ့စိတ်တွေဝင်လာဒါကြောင့်မို့လို့လက်လဘရရှိခြင်းအကြောင်းတရားအနေနဲ့မြတ်စွာဘုရားဟောထားတယ်လို့ဒီလိုမှတ်ရလက်လဘရရှိခြင်းလာဘအလာဘလက်မရခြင်းယတအချမ်းရံရှိခြင်းနဲ့အယတအချမ်းရံကင်းမဲ့ခြင်းနောက်ပြီးတော့သက်္ကာရတရားဓမ္မတွေကချီးညိုခြင်းလေးစားခြင်းကိုးကွယ်ခြင်းတယုတတိဆက်ဆံခြင်းအသက်္ကာရအများကမချီးညိုခြင်းမကိုးကွယ်ခြင်းတယုတတိမဆက်ဆံခြင်းတကယ်တော့လာဘအလာဘယတအယတသက်္ကာရအသက်္ကာရလို့ဆိုတာအခြေအနေတစ်ခုသာဖြစ်တယ်တကယ်တော့အဲ့ဓာတွေကမသူတော်တရားတော့မဟုတ်ဘူးသို့တော့စိတ်ကောင်းနှလုံးကောင်းမရှိတဲ့ပုဂ္ဂိုလ်ကိုဖျက်ဆီးတဲ့နေရာမှာသူတို့ကရှေ့တန်းမှာရှိလူကိုပြည့်စေတတ်တယ်ဓာတ်ကိုဖျက်တာဝမျက်ပါဆိုတာလို့နော်ပျက်စီးစေနိုင်တယ်ပေါ့တရားခြင်းကိုအကြောင်းပြုပြီးတော့လဲလူရဲ့စိတ်တရားပျက်စီးသွားတယ်လက်မရခြင်းကိုအကြောင်းပြုပြီးတော့လဲပျက်စီးသွားတယ်အချမ်းရံပေါများခြင်းဂုဏ်သတင်းကြွယ်ဝခြင်းကိုအကြောင်းပြုပြီးတော့လဲလူဟာပျက်စီးတယ်အချမ်းရံကင်းမဲ့ခြင်းကိုအကြောင်းပြုပြီးတော့လဲပျက်စီးတယ်အများကနေပြီးလေးစားချစ်ခင်ခြင်းကြောင့်လဲပျက်စီးသွားတယ်အများကမထေလေးစားလောက်ခံရခြင်းကြောင့်လဲပျက်စီးသွားတယ်တကယ်တော့ဒီတရားတွေဟာလူကိုဖျက်တဲ့တရားတော့မဟုတ်ဘူးစိတ်ထက်ကြံ့ခိုင်မှုမရှိတဲ့ပုဂ္ဂိုလ်တွေကိုဖျက်ဆီးနိုင်လို့မြတ်စွာဘုရားကဒီနေရာမှာရှင်ဒေဝရတ်နဲ့ဆက်ဆက်ပြီးတော့ဟောတာအဲ့ဒီထဲမှာနောက်ဆုံးနှစ်ခုကဘာလဲလို့ဆိုရင်အရေးကြီးတဲ့တကယ်ကိုအတ္တဓမ္မကဘာလဲလို့ဆိုရင်ပါပိစ္ဆဆိုတာအောက်တန်းကြတဲ့စိတ်ဓာတ်အောက်တန်းကြတဲ့အလိုဆန္ဒလောကလူဆိုတာသိအောက်တန်းကြလွန်တယ်မိစိတ်ကသိအောက်တန်းကြလွန်တယ်မကောင်းတဲ့စိတ်တွေမွေးဘူးမဟုတ်တာလှုပ်ချင်တယ်နော်အောက်တန်းကြတဲ့စိတ်ဓာတ်ဆိုတာလူအထင်ကြီးခံနေတယ်လလဘပေါ်ခြင်းတယ်သူအယုသေးခံနေတယ်သူသာလဲအတော်ဆုံးလို့အများကယူဆစေခြင်းတယ်ဆိုတာအောက်တန်းကြတဲ့စိတ်လို့ခေါ်တယ်အဲ့ဒါကိုပါပိစ္ဆလို့အဲ့ဒါကမှ
မသူတော်တရားအစစ်ပဲမသူတော်တရားအစစ်အရေးကြီးဆုံးကပါပိဿာနော်အောက်တန်းကြတဲ့စိတ်ဓာတ်စိတ်နေသဘောထားတွေအတွေးတွေအဲ့ဒီအောက်တန်းကြတဲ့အလိုဆန္ဒတွေလူကိုပျက်စီးစေတတ်ဟောနောက်တစ်ခုကဘာလို့ဆိုရင်ပါပမိတ်တမကောင်းတဲ့ဘက်ကိုသွေးဆောင်တဲ့အပေါင်းအသင်းမကောင်းတဲ့ဘက်ကိုအားပေးတယ်ကောင်းတဲ့ဘက်ကိုအားမပေးဘူးမဟုတ်တာလုပ်ဖို့အားပေးတယ်တိုက်တွန်းတယ်ကူညီတယ်မဟုတ်တဲ့ဘက်ဆိုကူညီကြနော်အရက်တောက်ဖို့ဆိုရင်တကားခံမဲ့လူပေါ်တယ်ထမင်းတနတ်ကျွေးဖို့ကြတော့ဝန်လေးကြအဲ့ဒါမျိုးပေါ့မကောင်းတဲ့မူရင်းစေဝါတို့သွားဖို့ရကြလို့ရှင်ရဲရဲရောပေးချကမ်းကြတဲ့လူမျိုးတွေလည်းရှိအဲ့ဒီလိုအပေါင်းအသင်းမျိုးပပမိတ်တာလို့ခေါ်မကောင်းတာလုပ်ဖို့မကောင်းတာတွေပြောဖို့မကောင်းတဲ့အတွေးတွေတွေးဖို့ဆိုတာတွေကိုစိတ်ကူးချမ်းစီပြီးတော့သွေးဆောင်ဖြားယောင်းတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေပါပမိတ်တာလို့ခေါ်တယ်မကောင်းတဲ့ဘက်ရှင်ဒေဝရပျက်စီးသွားတာဟာပါပိဿနဲ့ပပမိတ်တာဒီအတ္တဓမ္မတရားနှစ်ခုမသူတော်တရားနှစ်ခုအဓိကကြလာရတာတို့လက်မရတာတို့နော်အချမ်းရံရှိတာတို့အချမ်းရံမရှိတာတို့အယုဒိခံရတာတို့အယုဒိမခံရတာတို့ကဒါကတော့အဓိကမဟုတ်ဘူးသူရဲ့စိတ်နေသဘောထားတွေအောက်တန်းကြတာပို့ပြီးတော့အခြေအနေကြသို့တော်လည်းပဲဒီစိတ်အောက်တန်းကြတဲ့ပုဂ္ဂိုလ်တွေအတွက်လက်ရခြင်းဟာအန္တရာယ်ကြီးတစ်ခုပဲလက်မရတာလည်းအန္တရာယ်ကြီးတစ်ခုဘာဖြစ်လို့မြတ်စွာဘုရားကရှင်ဒေဝရပျက်စီးသွားတာဟာအပယ်ကျသွားဖို့အနေအထားမျိုးရောက်တာရှင်ဒေဝရကိုပြုပြင်လို့မရတော့ဘူးလို့ဆိုတာဘာကြောင့်လဲလို့ဆိုရင်ဟောဒီရှင်မျိုးကဘသူတော်တရားရှင်မျိုးကသူ့ရဲ့စိတ်ကိုလွှမ်းမိုးအနိုင်ယူထားလို့ပဲလို့ဒီလိုဟောတယ်ဒါဖြင့်ဘယ်လိုလွှမ်းမိုးနေသလဲသူ့ရဲ့ဇာတ်ကြောင်းကိုရှာကြည့်သူကတာဂဝေမင်းသား6ယောက်နဲ့အတူဂျန်တဲ့တာဂဝေမင်းသားတွေနဲ့အတူသူ့အဖော်9ယောက်နဲ့အတူဆိုရတို့ရှအနန္ဒာတို့ပကုတို့ဗတ္တိယတို့ကိမိလတို့အဲ့ဓာတွေနဲ့အနုရုဒ္ဓါတို့နဲ့အတူမင်းသားတွေဒီ6ယောက်သာသနာပေါင်းဝင်လာကြဂုံရှိတရေရှိတွေရှိတဲ့ဥစ္စာကြွယ်ဝချမ်းသာကြတဲ့မိသားစုတွေကမွေးလာတဲ့တိုက်ကိုမင်းသား6ယောက်သာသနာပေါင်းဝင်လာကြတယ်မြတ်စွာဘုရားရှိရောက်တဲ့အခါရှင်ပတ္တိယကတရားတို့တရားမြတ်ရပြီးယဟန္တာဖြစ်သွားတယ်အနုရုဒ္ဓါကတဝါတွင်အတွင်းမှာပဲဒိဋ္ဌစက္ခုပင်ကြီးရသွားရှင်အနန္ဒာကသောတပန်ဖြစ်သွားအဲ့ဒါလို့အစစ်နေရပြီးရှင်ဒေဝဒတ်ကတော့ပုထုဇဉ်ဘဝနဲ့သူလဲဇံပေညင်နေရသွားတမာတိကျင့်စဉ်တွေအောင်မြင်ပြီးတော့ဇံပေညင်ရသာသနာပေါင်းဝင်လာတဲ့အခါမှာတူးမှအညံ့မပါဘူးတိုက်ကွေမင်းသား6ယောက်ပါအကြီးချင်းတွေနဲ့ကိုယ်ရည်ချင်းနဲ့ကိုသာသနာပေါ်မှာရတဲ့ဂုဏ်ဝိသေသတွေရပထမတုန်းကပါပိဿဆိုတာတွေပပမိတ်တာတွေဆိုတာတွေမရှိသေးခင်ဒီလိုသာသနာပေါ်ဝင်လာတဲ့အချိန်နောက်ပိုင်းမှာဘာတွေဖြစ်လာတော့ဆိုရှင်ဒေဝရကအဇာတသမင်းကိုစီယုံလိုက်တာမြတ်စွာဘုရားသက်တော်82နှစ်အရွယ်ရောက်တဲ့အခါအဇာတသမင်းသားလေးကိုတကိုးပြားလေးဟာပြပြီးတော့သူကဘယ်လိုတကိုးမျိုးနဲ့စီယုံတော့ဆိုရင်သူကမင်းသားငယ်တရံဖန်ဆင်းတယ်ဖန်ဆင်းပြီးတော့ခေါင်းမှာလဲမွေးတကောင်ကခေါင်းပေါင်းထားတယ်လက်ရပဲလက်မှာလည်းပဲမွေးတကောင်ပတ်ထားတယ်လက်ဝဲပဲလက်မှာလည်းမွေးတကောင်ပတ်ထားအဲ့ဒါလို့မွေနဲ့တစားဆင်ထားတဲ့မွေမင်းသားလေးပုံဆောင်ပြီးတော့အဇတသမင်းသားလေးရဲ့ရင်ခွင်ထဲမှာဘွားကနေသွားပေါ်နော်စဉ်းစားကြည့်ပေါ့ဘယ်လောက်ကြောက်မလဲ
မွေကိုလည်းကြောက်တာတစ်မျိုးရုပ်တရက်သူ့ရင်ဝင်ထဲမှာဝါးကနေပေါ်လာတာဒါလည်းကြောက်เสียကြီးပေါ်လာတော့လည်းမွေတွေနဲ့ဆိုသိကြောက်ဆိုရင်ထိတ်လန့်သွားအဲ့ဒီထိတ်လန့်သွားတဲ့အခါမှာသူကမင်းသားကြောက်သလားလို့ဆိုကြောက်တယ်သင်ဘယ်သူတုံးလို့ဆိုငါဒေဝဒတ်ပဲဒေဝဒတ်ဆိုရင်ရှင်ဒေဝဒတ်ရဲ့ပုံပန်းတဏ္ဍာန်တိုင်းပြပါလို့ဆိုအဲ့ဒီကြတော့မှဖန်ဆင်းထားတဲ့အသွင်ကိုစွန့်ပြီးရှင်ဒေဝဒတ်တဏ္ဍာန်ပြအဲ့ဒီမှာသိအထင်ကြီးသွားတယ်ရှင်ဒေဝဒတ်ကိုသိအထင်ကြီးသွားတော့ဇာတတမင်းသားကဒီနေ့ဆွန်အိုး900ယထာ900အချမ်းရံပိဋကတ်စဉ်းစားကြည့်တော့ရှင်ဒေဝဒတ်ကိုသွားရောက်ပြီးတော့စီကတ်တာနေ့စဉ်နဲ့ညယထာ900ဆိုလူထောင်ချီပြီးတော့ရှင်ဒေဝဒတ်စီကိုသွားတာယထာဆိုဒီမှာမြင်းလဲတွေပေါ့မြင်းထားတွေစီးပြီးတော့မနေ့တစ်ချိန်ညနေတစ်ချိန်ရှင်ဒေဝဒတ်ကိုသွားရောက်ဖူးမြော်တယ်ဆွန်အိုး900ပို့တယ်ကဲသူ့ရဲ့လက်လက်ပါဘလောက်ကြီးမားမင်းသားကကိုးကွယ်တာမင်းသားကကိုးကွယ်သည့်အတွက်ကြောင့်ရှင်ဒေဝဒတ်ရဲ့ဂုဏ်သတင်းတွေတဟုန်တိုးတိုးတက်သွားဇာတတမင်းသားကကိုးကွယ်တဲ့ရဟန်းတော်ဆိုပြီးတော့ဇာတတမင်းသားကိုးကွယ်တဲ့ဘုန်းကြီးဆိုဘုန်းတော်တွေတားကြည့်လက်လက်ပါတွေတားရလာအဲ့ဒီလက်လက်ပါရမှုသည်သူ့အတွက်အန္တရာယ်ကြီးဖြစ်သွားဘယ်လိုအန္တရာယ်ဖြစ်တော့လက်လက်ပါရတော့လက်လက်ပါအပေါ်မှာအကြောင်းပြုပြီးတော့မလုပ်ချင်လဲဆိုခိုင်းထောင်ကျင်တာတန်ဃာတွေမွေးပြီးတော့ဖះလိုပဲစင်ပြိုင်ခိုင်းတစ်ခုထောင်မှုစိတ်ထဲမှာဝင်စားဂေါရမဖះနဲ့ခိုင်းခွဲမယ်ခွဲပြီးတော့သူကိုယ်တိုင်ခုလိုမင်းသားငယ်ကကိုးကွယ်လိုက်တဲ့ဘုံလတ်တပကလည်းအလွန်ကြီးမားလာနောက်လိုက်နောက်ပါတွေကိုအများကြီးကျွေးနိုင်တော့နောက်လိုက်တွေကိုအများကြီးစုပြီးတော့ခိုင်းခွဲခြင်းနဲ့စိတ်ပေါ်အဲ့ဒါလာဘရခြင်းကြောင့်ဒီအတွေးတွေဝင်လာဒါကြောင့်မို့လို့ရမှုဟာလည်းပဲစိတ်ထက်မခိုင်တဲ့ပုဂ္ဂိုလ်တွေအတွက်အန္တရာယ်ကြီးတစ်ခုပဲဒါကြောင့်အတ္တဓမ္မမသူတော်တရားလို့ဒီလိုဆိုအဲ့ဒီလက်တပကများပြားသွားမှုဟာဒေဝရတ်ကိုဖျက်ဆီးလိုက်တာပဲဒီလိုဆိုလိုတာပေါ့နော်အေးလက်လက်ပါဆုံးရှုံးသွားတဲ့အခါမှာလဲစိတ်ပြည့်ခြင်းဝမ်းနည်းခြင်းဆိုတာမျိုးတွေဖြစ်လို့အဲ့ဒီလက်တပကရဲ့ရရှိမှုကြောင့်လည်းပဲစိတ်အားတွေတက်ပြီးတော့မကြံတဲ့နာတွေကြမ်းလာတယ်လက်တပကတွေနည်းသည့်အတွက်ကြောင့်လက်တပကရဖို့ကြိုးစားလာပထမမှာအစတတမင်းသားမကိုးကွယ်ခင်တုန်းကဒေဝဒတ်ကိုကိုးကွယ်တဲ့ပုဂ္ဂိုလ်ကနည်းတယ်ရှင်သာရိပုတ္တရာစီသွားကြတယ်ရှင်အနန္ဒာစီသွားကြတယ်ရှင်မောက္ကလန်စီသွားကြတယ်ရှင်နုရုဒ္ဓကိုမေးကြတယ်ရှင်ဒေဝဒတ်ဆိုတော့မေးမဲ့လူသိမရှိအဲ့ဒီကိုးကွယ်မဲ့လူမရှိလို့ဘာမှမရရှိခြင်းဟာလေသူ့အတွက်ရုပ်မာတဲ့စိတ်ဆန္ဒတွေဖြစ်ပေါ်ဖို့အတွက်တွန်းအားတစ်ခုဖြစ်လာတယ်မရဘူးဆိုတော့ရအောင်လုပ်မယ်ပေါ့ဒီလိုစိတ်ဓာတ်မျိုးဝင်လာအေးအကယ်၍သူတော်ကောင်းစိတ်ဓာတ်ရှိမယ်ဆိုရင်မရလဲဘာမှမထူးရလဲဘာမှမထူးကိုတရားကိုကြိုးစားမယ်ဆိုတဲ့စိတ်မဝင်စားဘူးပါပိဿလို့ခေါ်တဲ့မကောင်းတဲ့အောက်တန်းကျတဲ့စိတ်ဓာတ်တွေဝင်လာအောက်တန်းကျတဲ့စိတ်ဓာတ်လာဘကြောင့်အောက်တန်းကျတဲ့စိတ်ဓာတ်ဝင်လာတယ်လက်မရခြင်းကြောင့်လည်းအောက်တန်းကျတဲ့စိတ်ဓာတ်တွေဝင်လာနောက်တစ်ခုယတအာယတဆိုတာလည်းထို့တူဂုဏ်သတင်းမရှိတဲ့အချိန်တုန်းကလည်းဂုဏ်သတင်းရှိအောင်ကြိုးစားခြင်းလားရှိခြင်းလားဒါအောက်တန်းကျတဲ့စိတ်ဓာတ်လို့ခေါ်တယ်ဂုဏ်သတင်းမရှိတာကိုဂုဏ်သတင်းရှိခြင်းလားဂုဏ်သတင်းကြီးမားလာတဲ့အခါအချမ်းရံတွေများလာတဲ့အခါကျတော့လေအချမ်းရံများမှုကိုအကြောင်းပြုပြီးတော့ခေါင်းဆောင်လုပ်ပြီးတခုခုလုပ်ဖို့ဖះကိုရှင်ပြိုင်ဖို့ဆိုတဲ့စိတ်ဓာတ်တွေဝင်လာပြန်အဲ့ဒါကြောင့်မလို့ပါပိဿဆိုတဲ့မမမကန်တဲ့အတွေးတွေနဲ့အောက်တန်းကျတဲ့စိတ်ဓာတ်တွေဖြစ်ပေါ်လာစေအဲ့ဒါတွေကြောင့်ဖြစ်ပေါ်အေးဇာတတမင်းကတယူတသေးနဲ့သက်္ကာရလေးလေးစားစား
ပူဇော်သက်ကာရပြုတယ်အဲ့ဒီလေးလေးစားစားပြုတဲ့ပူဇော်သက်ကာရဒေဝရအဖို့မှာပို့ပြီးတော့မကောင်းတဲ့စိတ်ဓာတ်တွေတိုးပွားလာစေတယ်ငါဘုန်းကြီးတယ်ငါလူရှိအောင်မလားငါကိုဘလောက်ယိုသေးတယ်ဆိုတဲ့အပေါ်မှာစိတ်ဓာတ်ကမကောင်းတဲ့အတွေးတွေဝင်လာပြီးတော့ပျက်စီးဆုံးရှုံးသွားငါပျက်စီးဆုံးရှုံးတတ်တယ်ခဏခေတ်မှလည်းပဲတူတူပဲရဟန်းတန်ဃာတွေဘုန်းကြီးတွေငယ်ငယ်ရွယ်နဲ့ဘုန်းကြီးပြီဆိုလို့ရှိရင်ပျက်စီးသွားတယ်ဒါဒီသဘောလေးပဲနော်ပျက်စီးသွားတယ်ရှင်းကမြန်မာပြည်မှာငယ်ငယ်ရွယ်နဲ့တရားဟောလို့တရားဟောကောင်းတဲ့ပုဂ္ဂိုလ်တွေတရားနာပိဋကတ်တွေကများတယ်ကြီးညိုတဲ့ပုဂ္ဂိုလ်တွေကများလာလို့ရှိရင်ပျက်စီးသွားတယ်ဒါကိုအကြောင်းပြုပြီးတော့မမှန်ကန်တဲ့အတွေးတွေတွေးလာပြီးမမှန်ကန်တဲ့စိတ်တွေသဘောထားတွေကြောင့်ပျက်စီးသွားအခုဒေဝရပျက်စီးသွားတာအဲ့ဒီပါပိဿလို့ခေါ်တယ်အောက်တန်းကြတဲ့အတွေးတွေရှောက်တွေးမိတယ်လာရတာကိုအကြောင်းပြုပြီးတော့တွေးတယ်အချမ်းရံနေများတာကိုအကြောင်းပြုပြီးတော့တွေးတယ်ပူဇော်သက်ကာရတယုတတိဆက်ဆံခံရတာကိုအကြောင်းပြုပြီးတော့တွေးတယ်ဆိုအဲ့ဒီအတွေးတွေပေါ်မှာအောက်တန်းကြတဲ့စိတ်ဓာတ်ဝင်လာတဲ့အခါမှာမြတ်စွာဘုရားကိုတုပြိုင်ပြီးတော့တကိုင်းထောင်ဖို့ဆိုတဲ့စိတ်ဓာတ်ထိအောင်ရောက်လာနောက်ဆုံးမှာသူဘယ်လောက်ထိအောင်ဖြစ်လာတော့ဆိုပရိသတ်သူကိုယ်သူအထင်ကြီးလာတဲ့အခါမှာဘယ်လိုဖြစ်လဲမြတ်စွာဘုရားကလူလူပရိသတ်ကြီးကြားမှာတရားဟောနေတယ်ဘိက္ခုပရိသတ်ဘိက္ခုနီပရိသတ်ဥပဒကဥပတိကာမလို့ဆိုတဲ့ပရိသတ်၄ပါးခြံရံပြီးတော့အမတန်မှများပြားလာတဲ့ပရိသတ်လည်းမှာတရားဟောနေတဲ့အချိန်မှာသူကပရိသတ်ထဲမှာထပြီးတော့ဘုရားကိုလျှောက်တယ်အရှင်ဘုရားတဲ့အရှင်ဘုရားအသက်ကြီးပါပြီအသက်ကြီးလို့အနားယူပါဒီပရိသတ်တွေရဲ့တောင်းသူထမ်းဆောင်ပါမယ်ရဟန်းတန်ဃာတွေရဲ့တောင်းကိုသူလွှဲပါသူထမ်းဆောင်ပါမယ်အဲ့ဒီလိုလူကြားထဲမှာထပြီးတော့လျှောက်တယ်မြတ်စွာဘုရားကနှစ်ကြိမ်ပြောတယ်အလံတေဝတ္တမာတေရောစီဒေဝဒမတော်ဘူးမင်းအများရဲ့တောင်းကိုမယူခြင်းနဲ့တန်ခါတောင်းကိုမယူခြင်းနဲ့ခေါင်းဆောင်မလုပ်ခြင်းနဲ့လို့မြတ်စွာဘုရားနှစ်ကြိမ်တားမရဘူးထပ်ပြီးတော့သုံးကြိမ်တိုင်အောင်လျှောက်တော့မြတ်စွာဘုရားကသူ့ကိုပြောလိုက်တဲ့စကားတစ်ခုကသူ့ရင်ထဲနှလုံးထဲမှာခံပြင်းသွားတယ်ပို့ပြီးတော့ဘယ်လိုပြောတော့ဆိုရင်အေးမင်းတို့သူများထွေးတဲ့တတွေးကိုမြို့မဲ့လူကိုငါဘယ်လိုလုပ်ပြီးတော့ငါတန်ခါပိဋကကိုလွှဲမလဲတဲ့သာရိပုတ္တရာမောက္ကလန်တို့လိုပညာရှိတဲ့ပုဂ္ဂိုလ်တွေတောင်းငါမလွှဲတာမင်းတို့သူများထွေးတဲ့တတွေးကိုခံယူတဲ့ပုဂ္ဂိုလ်ကိုငါဘာလို့လွှဲရမှာလဲလို့အပြတ်ပြောလိုက်တဲ့အခါကျတော့မြတ်စွာဘုရားပေါ်မှာနာကြီးသွားနော်ဒီလိုဖြစ်သွားရှင်ဒေဝဒကအဓိကကတော့သူ့ကိုဖျက်ဆီးလိုက်တာတော့သူ့ရဲ့မကောင်းတဲ့စိတ်တွေစိတ်ထားတွေလာပါရတာကိုအကြောင်းပြုပြီးမကောင်းတဲ့စိတ်ဓာတ်တွေပေါ်တယ်ယိုသေးမှုကိုအကြောင်းပြုပြီးမကောင်းတဲ့စိတ်ဓာတ်တွေပေါ်လာလူကြီးလှုပ်ချင်လာတဲ့စိတ်အေးအရက်ထဲမှာလည်းရှိတတ်တယ်စီးပွားဥစ္စာလေးတိုးတက်လာလို့ရှိရင်လူကြီးလှုပ်ချင်လာခေါင်းဆောင်ချင်လာဒါမျိုးရှိတတ်တယ်အဲ့ဒါဟာအများကဒီလိုလားတာမဟုတ်ဘဲနဲ့မိမိကကိုယ့်ကိုအထင်ကြီးပြီးတော့လှုပ်လာတဲ့ပုံကိုယ်တွေဟာနောက်ဆုံးကျတော့ကြာဆုံးသွားတယ်ဟောကြာဆုံးသွားတယ်ရှင်ဒေဝရကြာဆုံးတယ်လို့ကြာဆုံးမှုတွေနဲ့ကြုံတတ်တယ်ဒါကြောင့်မို့လတ္တပကာတို့ပူဇော်သက်္ကာရတို့ဆိုတာလူကိုဖျက်ဆီးတတ်တယ်စိတ်ထညံ့လို့ရှိရင်တော့အဲ့ဒါတွေကအန္တရာယ်ကြီးတွေပဲဘယ်လိုမြတ်စွာဘုရားကဟောလဲလို့ဆိုလို့ရှိရင်ကြည့်လေလောကမှာဖလံဝေကတလေဟန္တိဖလံဝေလုံဖလံနလံဆိုတဲ့မြတ်စွာဘုရားရဲ့စကားတော်လေးရှိတယ်ဖလံဝေကတလေဟန္တိတဲ့ငပြောသီးကငပြောပင်ကိုဖျက်ဆီးတယ်နော်ကြည့်နော်ငပြောပင်ဆိုတာငပြောသီးတီးရင်ဒီပင်သေတော့တာပဲလေအဲ့ဒါငပြောသီးကအပင်ကိုတတ်လိုက်တာလို့ဒီလိုဆိုအ
အတိတိပြီးတဲ့ငပြောပင်ဟာရှင်မို့မရှိတော့အဲ့ဒါကိုပြောငပြောသီးသည်ငပြောပင်ကိုသေစေတယ်ဖလံဝေလုံဖလံနလံဝါပင်ကလည်းအတိတိလို့ရှင်ဝါပင်သေတယ်ကျူပင်ကလည်းပဲအတိတိရင်ကျူသီးကကျူပင်ကိုသေစေတယ်ဟောအတိတိရင်သေတာလေးကျူကောဒီထဲမှာတစ်ခုထည့်ခြင်းထည့်လိုက်ပေပင်ကအတိတိလို့ရှင်လေပေပင်သေတာပဲလေအုံးမင်တို့ဘာလို့လဲမတူဘူးအုံးမင်ကတော့တီးလဲနောက်ထပ်ထပ်တီးအောင်မှမသေးဘူးပေပင်ကြတော့မဟုတ်ဘူးသေတယ်ဘာဖြစ်လို့တော့ဆိုတော့ပေသီးဆိုတာအညွန့်ထိတ်ကနေစပြီးတော့ထွက်လာတာဆိုတော့နောက်ထပ်ထွက်เสียမရှိတော့ငပြောပင်ကလည်းထို့တူပဲအလဲဥတိုင်းကနေပြီးတော့လာတာဖြစ်သောကြောင့်နောက်ထပ်ထွက်เสียမရှိဘူးသေတယ်အဲ့ဒါကိုစာရီမှာဆိုတာငပြောသီးကငပြောပင်ကိုတတ်တယ်ဝါသီးကဝါပင်ကိုတတ်တယ်ကျူသီးကကျူပင်ကိုတတ်တယ်ဖြည့်စည်းပြစ်တယ်လို့သူတို့ဆိုကဘောအတ္တတရိအတ္တတရိဆိုတာတချို့စာပေတွေရကြတော့ကင်းချေများတော့ဘုကင်းပစုံကိုခေါ်တယ်တချို့နေရာကြတော့အဲ့လိုမဟုတ်ဘူးလာမြင်နဲ့အတ္တတို့လာမြင်လို့ဆိုတာရှိတယ်အဲ့ဒီအတ္တတို့လာမြင်ဟာလေသူကကိုယ်ဝင်ရလာလို့ရှိရင်မမွေးနိုင်တဲ့အတွက်ကြောင့်ဘိုက်ကိုခွဲပြီးတော့မွေးရတော့အဲ့ဒီမြင်မှဟာသေဆုံးရတယ်လို့ဒီလိုဆိုတယ်နောက်ခုနကနီးရပြောမယ်ဆိုလို့ရှိရင်တချို့မြင်မှုကောင်းမြင်မှုကြလိမ့်မယ်ဒီမပွေးတွေကလည်းအကောင်ပေါက်တဲ့အခါမပွေးလေးတွေကဘိုက်ထဲကနေထွက်ပြီးတော့မပွေးမကြီးရဲ့ဘိုက်ကိုဖောက်ထွက်ကုန်ကြဖောက်ထွက်တော့မပွေးလေးတွေမွေးလို့ရှိရင်အဲ့ဒီမပွေးမကြီးကသေသွားနော်သာသမီကတတ်တယ်လို့ဒီလိုခေါ်တယ်ခုနကင်းပစုံတို့ဘာလို့လဲပဲထို့တူပဲကင်းပစုံကလည်းဘိုက်ထဲမှာကင်းပစုံသားငယ်လေးတွေအများကြီးမွေးထားတဲ့အခါဘိုက်ကိုဖောက်ထွက်ပြီးတော့အပြင်ထွက်ကြတဲ့အခါကျတော့ကင်းပစုံမကြီးကသေသွားတယ်အဲ့ဒါလိုပဲတဲ့သက်္ကာရောကာပုရိတံဟံတိအောက်တန်းကြတဲ့လူတယောက်ကိုပူဇော်သက်္ကာရလက်လာပါတွေကနေတတ်တတ်တယ်ဖြည့်ဆည်းတတ်တယ်ဘုံကြီးလို့ရှိရင်ပျက်စီးတတ်တယ်လို့ဒီလိုအဓိပ္ပာယ်မြတ်စွာဘုရားဟောတာဖြစ်အဲ့တော့ဒီကရပျက်စီးသွားတာဟာလက်လာပါကြောင့်လည်းပျက်စီးသွားတယ်အချမ်းရံကြောင့်လည်းပျက်စီးသွားတယ်ပူဇော်သက်္ကာရကြောင့်လည်းဒီလိုပျက်စီးသွားတယ်ပျက်စီးသွားတာမှအာပါယီကောအပေကြတော့မယ်နေရီကောငရဲခံရတော့မယ်ကပ္ပထောတကဘာပတ်လုံးငရဲမှာခံရမယ်အတ္တိကိသောပြင်လို့ပြုပြင်လို့မရတော့ဘူးကုစားလို့မရတော့ဘူးလို့ဒီအထက်ထွက်ခွာသွားတဲ့နောက်မကြခင်မြတ်စွာဘုရားဒီလိုဟောတာအဲ့ဒါလို့ဟောတဲ့အခါရဟန်းတော်တွေကိုလည်းတတိပေးတယ်ပေါ့တတိထားကြတဲ့လတ်လဘရလာပြီဆိုလို့ရှိရင်ဖြစ်ပေါ်လာတဲ့လတ်လဘကိုလွှမ်းမိုးချုပ်ကင်ပြီးအနံယူဖို့ကြိုးစားလတ်လဘရလာလို့ရှိရင်ကိုယ်စိတ်ကိုချုပ်ကင်ထားလတ်လဘကိုအထင်မကြီးနဲ့လတ်လဘရဲ့ချုပ်ကင်မှုလတ်လဘရဲ့လွှမ်းမိုးမှုကိုမခံရစေနဲ့ဟုတ်လားမရဘူးဆိုလို့ရှိရင်လည်းမရတာကိုအကြောင်းပြုပြီးတော့ဒီသူ့ရဲ့လွှမ်းမိုးမှုကိုမခံကြစေနဲ့မခံကြရစေနဲ့ယတလို့ဆိုတဲ့အချမ်းရံများမှုကိုအကြောင်းပြုပြီးတော့လေဒီကိုယ်စိတ်ဓာတ်ကိုမထိခိုက်စေနဲ့အယတအချမ်းရံမရှိမှုကိုအကြောင်းပြုပြီးတော့လည်းပဲစိတ်ဓာတ်ကိုမထိခိုက်စေနဲ့သက်္ကာရအပူဇော်ခံရမှုကိုအကြောင်းပြုပြီးတော့လည်းပဲကိုယ်စိတ်ကိုမထိခိုက်စေနဲ့အသက်္ကာရအပူဇော်ကင်းမဲ့မှုကိုအကြောင်းပြုပြီးတော့လည်းကိုယ်စိတ်ကိုမထိခိုက်စေနဲ့ဒီလိုရဟန်းတွေကိုတတိပေးပါပိဿအောက်တန်းကျတဲ့စိတ်ဓာတ်တွေမမွေးနဲ့ပါပမိတ်တမိတ်ဆွေရုပ်တွေမပေါင်းနဲ့လို့ရှင်ဒေဝရတ်ကိုအနိကမြောက်ပေးနေတဲ့ပုဂ္ဂိုလ်တွေကရှိမြောက်ပေးတဲ့ပုဂ္ဂိုလ်တွေကရှိမြတ်စွာဘုရားလည်းတာကုဝေမင်းသားပဲကိုတော်လည်းတာကုဝေမင်းသားပဲနော်ကိုတော်လှုပ်ဖြစ်ရမှာပေါ့ဘာလို့မဖြစ်ရမှာတော့နော်ဘေးကနေမြောက်ပြီးတော့ပေးတဲ့လူကလည်းရှိတယ်သူတောင်ဖျားဖြစ်သေးတာကိုတော်လည်းဖျားဖြစ်ရမှာပေါ့လို့
မြောက်ပေးတဲ့မိတ်ဆွေရုပ်တွေဒီဝရပျက်စီးခြင်းရဲ့အကြောင်းတစ်ခုပဲမကောင်းတာလုပ်တဲ့လူလည်းလာပြီးတော့ဝန်းရံကြတာပဲလေနောက်လိုက်နောက်ပါတွေကလာပြီးတော့ဝန်းရံကြတယ်အဲ့ဒီဝန်းရံနေဆိုတဲ့ပပမိတ်္တတွေဟာမကောင်းတဲ့အလုပ်တွေကိုဆက်လက်လုပ်ဖို့အတွက်ဒီအကြောင်းပြုတဲ့သဘောမျိုးဖြစ်လာတယ်ဒီလိုဆိုတာပေါ့အဲ့တော့ပပမိတ်္တဆိုတဲ့ဒီတရားဟာလည်းပဲမကောင်းတဲ့မိတ်ဆွေရှိမှုဟာလည်းပဲဒီအတ္တဓမ္မမသူတော်တရားတစ်ခုပဲအဲ့ဒီမသူတော်တရားကိုလည်းပဲလွှမ်းမိုးချုပ်ကင်နိုင်ဖို့ကြိုးစားအထောက်ရမယ်လို့ဒီလိုဆိုတာပေါ့နော်အဲ့ဒါလို့ပြောတာအဲ့တော့ဒီဝိထပျက်စီးသွားခြင်းဟာလာဘအလာဘယတအာယတသက်္ကာရအသက်္ကာရပါပိစ္ဆပါပမိတ်္တာလို့ဆိုတဲ့အခုလို့ဒီမသူတော်တရားတွေရဲ့လွှမ်းမိုးမှုခံရလို့မြတ်စွာဘုရားကသင်တို့အဲ့ဒီမသူတော်တရား၈မျိုးရဲ့အလွှမ်းမိုးကိုမခံရစေနဲ့တတိထားကြအေးဒါကြောင့်မို့လိုက်နာကျင့်သုံးမှုတစ်ခုမြတ်စွာဘုရားကချမှတ်ပေးတယ်ဖြစ်ပေါ်လာတဲ့လလဘဟာဖြစ်ပေါ်လာတဲ့လလဘကိုငါအနိုင်ယူနိုင်ရမယ်လို့ကြိုးစားတဲ့ဖြစ်ပေါ်လာတဲ့လလဘကိုငါကပဲနိုင်ရမယ်မဖြစ်ပေါ်လာတဲ့လက်မရမှုကိုလည်းငါကပဲနိုင်ရမယ်လောကဓာတ်ကိုငါကပဲအနိုင်ယူမယ်ဆိုတဲ့စိတ်ဓာတ်ကိုမွေးဖြစ်ပေါ်လာတဲ့ယတအချမ်းရံရှိမှုဖြစ်ပေါ်လာတဲ့အာယတအချမ်းရံကင်းမဲ့မှုဖြစ်ပေါ်လာတဲ့သက်္ကာရအပူဇော်ခံရမှုဖြစ်ပေါ်လာတဲ့အသက်္ကာရအပူဇော်မခံရမှုဒါတွေကိုနော်ဒါတွေကိုငါအနိုင်ယူနိုင်အောင်ကြိုးစားမယ်ပါပမိတ်္တပါပိစ္ဆရုပ်မာတဲ့စိတ်တွေသဘောထားတွေငါတဏ္ဍမှာဖြစ်လာရင်မဖြစ်စေရအောင်ငါချိုးနှိမ်မယ်မကောင်းတဲ့အတွေ့တွေတွေးမိရင်ဆက်ပြီးတော့မတွေးမိအောင်ချိုးနှိမ်မယ်အနိုင်ယူမယ်ပါပမိတ်္တမကောင်းတဲ့အပေါင်းအသင်းတွေသူတို့ကိုလည်းငါအနိုင်ယူမယ်သူတို့စကားကိုနားမထောင်ဘူးသူတို့ရဲ့အပိအမြောက်ပြုမှုတွေကိုလက်မခံဘူးလို့မိမိကသာအနိုင်ယူနိုင်ဖို့ကြိုးစားရမယ်လို့မြတ်စွာဘုရားကယဟန်တွေကိုဆုံးမဘာအတွက်ကိုကအနိုင်ယူဖို့ကြိုးစားရမလဲလို့ဆိုလို့ရှိရင်အကယ်၍ဖြစ်ပေါ်လာတဲ့လာဘအလာဘယတအာယတသက်္ကာရအသက်္ကာရပါပိစ္ဆပပမိတ်္တဆိုတဲ့မသူတော်တရားတွေဟာကိုယ်တဏ္ဍာကိုလွှမ်းမိုးသွားပြီဆိုရင်ဘာဖြစ်မလဲဝိဃာတပရိလာဟဘေးရန်အန္တရာယ်တွေဖြစ်ပေါ်လာမယ်ဝိဃာတစိတ်ပင်ပန်းပွယ်တွေဖြစ်ပေါ်လာမယ်ပရိလာဟစိတ်နှလုံးပူလောင်မှုတွေကိုဖြစ်ပေါ်လာနိုင်တယ်အဲ့ဒါတွေကိုကိုယ်ကလွှမ်းမိုးပြီးအနိုင်ယူလိုက်မယ်ဆိုလို့ရှိရင်စိတ်ပင်ပန်းမှုတွေမဖြစ်တော့ဘူးစိတ်ပူလောင်မှုတွေလည်းမဖြစ်တော့ဘူးဒါကြောင့်မို့လို့ဒီအကျိုးကိုမျှော်ကိုးပြီးတော့မသူတော်တရားတွေကိုအနိုင်ယူနိုင်အောင်ကြိုးစားအထောက်ရမယ်လို့မြတ်စွာဘုရားကယဟန်တွေကိုဆုံးမအောင်ရတာဒါကြောင့်မို့ဘုန်းကြီးတို့တွေလည်းနေ့စဉ်ဘဝမှာနော်နေ့စဉ်ဘဝမှာလလဘရတဲ့အခါရှိတယ်နော်စီးပွားဥစ္စာတိုးတက်တဲ့အခါလူတွေဆိုလို့ရှိရင်စီးပွားဥစ္စာအယောင်းဝယ်တွေကောင်းပြီးရတဲ့အခါရှိတယ်မရတဲ့အခါရှိတယ်အချမ်းရံတွေပေါ်တဲ့အခါရှိတယ်ချမ်းရံမရှိတဲ့အခါရှိတယ်ကိုယ်ကိုလေးစားခံရတဲ့အခါရှိတယ်လေးစားမခံရတဲ့အခါရှိတယ်အဲ့ဒါတွေကိုအကြောင်းပြုပြီးတော့ပါပိစ္ဆလို့ဆိုတာမကောင်းတဲ့အတွေးတွေမတွေးမိစေဖို့ပါပမိတ်္တမကောင်းတဲ့ဘက်ကနေဝန်းရံပေးတတ်တဲ့မိတ်ဆွေမျိုးတွေကိုယ်မကောင်းတဲ့ဘက်ကိုသွေးဆောင်ဖြားရောက်မှုမရှိအောင်တို့တွေကိုယ့်ရဲ့နေ့စဉ်ဘဝမှာအဆိုးတရားတွေရဲ့လွှမ်းမိုးမှုမခံရအောင်ကျင့်ကြံကြိုးကိုအားထုတ်ကြရမှာဓမ္မသာလေကိုယ့်ဘဝလမ်းကြောင်းဟာဖြောင့်တန်းမှာဖြစ်တယ်ပေါ့မြန်မာလိုသိုးသွမ်းတဲ့ပုဂ္ဂိုလ်တွေကျိုးကြောင်းဆင်ခြင်သိမြင်မှုမရှိတဲ့ပုဂ္ဂိုလ်တွေကိုဒီလူကလူဆိုးပဲဒီလူကလူမိုက်ပဲတဲ့ဒီစကားကိုအသုံးပြုပြီးတော့ပြောကြတယ်စကားနှစ်ရပ်ပေါင်းစပ်ပြီးတော့လူဆိုးလူမိုက်လို့မြန်မာစကားတွေမှာတွဲပြီးတော့ပြောကြတယ်လူဆိုးဆိုတာအမှုအကျင့်ဆိုးသွမ်းတဲ့ပုဂ္ဂိုလ်မျိုးကိုလူဆိုးလို့
လူမိုက်ဆိုတာကြတော့မိုက်ဆိုတဲ့အဓိပ္ပာယ်ကမောင်မိုက်တယ်ဆိုတဲ့စကားမှာတွဲပြီးကြည့်မယ်ဆိုလို့ရှိရင်ကျိုးကြောင်းဆင်ញင်မှုမရှိတာအသိဉာဏ်မရှိတော့အမှန်ကန်မသိနိုင်တော့အောင်မိုက်နေတယ်အဲ့ဒီစကားကိုယူပြီးတော့မိုက်တယ်လို့ဒီလိုပြောတာပေါ့အဲ့တော့ခုခေတ်တော့မိုက်တယ်ဆိုတဲ့စကားလုံးကအကောင်းဘက်သွားသုံးနေတာလည်းရှိတယ်ချီးမွမ်းစကားကိုဟာဒီလူကတဲမိုက်တာပဲနဲ့ပြောတဲ့စကားဟာတခါတည်းအကောင်းကိုသွားရည်ညွှန်းပြီးတော့ပြောနေတာမျိုးဖြစ်တယ်ဘန်းစကားတွေအနေနဲ့ပေါ့နော်သို့တော့မြန်မာစကားမှာလူမိုက်လို့မိုက်တယ်ဆိုတဲ့ကလေးကအကောင်းကိုပြောတာမဟုတ်ဘူးလောကမှာမှောင်တယ်မိုက်တယ်ဆိုတာဘာမှမမြင်ရတာကိုပြောတာလူဘဝရောက်လာပြီးတော့ဘာမှမမြင်တဲ့အခြေအနေထဲမှာရောက်ရှိနေတဲ့ပုဂ္ဂိုလ်ဟာမိုက်တယ်လို့ဒီလိုပြောလို့ရတာပေါ့အဲ့တော့ဒီလောကမှာဘန်းစကားတွေကတော့ရှိတာပေါ့ဘန်းစကားဆိုတာရောက်နေရောက်မြန်ပြန်ပြီးတော့ပြောတာမြန်မာပြည်မှာတင်ရှိတာမဟုတ်ဘူးနိုင်ငံသားတွေမှာလည်းပဲရှိတယ်သိကောင်းတယ်လို့ပြောခြင်းလို့ရှိရင် very bad လို့ပြောတယ်သူတို့လည်းသိဆိုးတယ်လို့ပြောမြန်ပြန်ပြီးတော့ပြောတာဒီမှာလည်းကောင်းတယ်ဆိုရင်မိုက်တယ်လို့ပြောတာလည်းရှိတယ်ပေါ့သို့တော့အဲ့ဒီအဓိပ္ပာယ်မဟုတ်ဘူးဒါဘာဖြစ်လို့ပြောရတာတုံးဆိုဒီကနေ့ခေတ်ကလေးတွေကမိုက်တယ်ဆိုလို့ရှိရင်အကောင်းလို့ထင်နေကြတယ်အဲ့တော့လူဆိုးလူမိုက်ဆိုတာသူ့ရဲ့အမူအကျင့်ကလည်းဆိုးစွမ်းတယ်ကြိုးကြောင်းဆင်ញင်သိမြင်မှုမရှိသည့်အတွက်ကြောင့်သူ့ဘဝဟာအမှောင်ကျနေလို့မိုက်ကန်းနေတယ်ဆိုတဲ့မိုက်တယ်ဆိုတာနဲ့နောက်ကတွဲပြီးတော့ကန်းတယ်ဆိုတာအဓိပ္ပာယ်ရှိတယ်ဘာဖြစ်လို့တုံးဆိုရင်မှောင်းနေတယ်မိုက်နေတယ်ဆိုမမြင်ရဘူးပေါ့မမြင်ရတော့ကန်းတယ်ပေါ့ဒါကြောင့်မို့ဗမာစကားမှာမမြင်မကန်းဆိုတဲ့စကားလုံးနဲ့သုံးတာရှိတယ်ပေါ့ဒီမမြင်မကန်းဆိုတာကန်းလို့မမြင်တာတော့မဟုတ်ဘူးနော်မှောင်မိုက်နေလို့မမြင်ရဘူးသို့တော့ကန်းနေတာမဟုတ်ဘူးဆိုတဲ့အဓိပ္ပာယ်နဲ့မမြင်မကန်းလို့ဒီလိုသုံးတာလည်းရှိတယ်ပေါ့လူဆိုးလူမိုက်ဆိုတဲ့နေရာမှာဆိုးစွမ်းပြီးတော့ကြောင်းကျိုးဆင်ញင်မှုမရှိအသိဉာဏ်မရှိတဲ့လှုပ်တဲ့မလှုပ်တဲ့ခွဲခြားပြီးတော့မသိဘူးမသိသည့်အတွက်ကြောင့်လှုပ်မိရာလှုပ်ချင်ရာတွေကိုလှုပ်နေတဲ့ပုဂ္ဂိုလ်ကိုဒါလူဆိုးလူမိုက်လို့မြန်မာစကားအရတရုပ်ဖော်လို့ရတယ်ပေါ့အဲ့ဒီလူဆိုးလူမိုက်ရဲ့ပါဠိဘာသာစကားကဘာလို့ဆိုလို့ရှိရင်ဘာလတဲ့အားလုံးဒီဘာလဆိုတဲ့စကားလုံးကိုသိထားကြတယ်မင်္ဂလာတုတ်ထဲမှာပါတဲ့အသေဝနာသဘာလနာဘာလကိုမပေါင်းသိရဘူးလို့မင်္ဂလာရှိခြင်းလို့ရှိရင်ဘာလကိုမပေါင်းသိရဘူးဘာလနဲ့လက်တွဲပြီးတော့မနေရဘူးဘာလနဲ့သူ့ရဲ့အမူအကျင့်တွေမကူးဆက်ပြီးတော့သူ့ရဲ့အနေအထားတွေသူလှုပ်ထားတွေလိုက်ပြီးတော့မလုပ်ရဘူးသူနဲ့ပေါင်းသင်းဆက်ဆံမှုမလုပ်ရဘူးလို့မင်္ဂလာရှိခြင်းလို့ရှိရင်မြတ်စွာဘုရားက38ပြမင်္ဂလာတရားတော်တွေမှာအရေးကြီးဆုံးနံပါတ်1အနေနဲ့ဟောထားတာအသေဝနာသဘာလအဲ့တော့ဘာလဆိုတဲ့ပါဠိစကားရဲ့အဓိပ္ပာယ်ကမပေါ်သေးဘူးမြန်မာလိုပြန်လို့ရှိရင်ပါဠနံလူမိုက်လို့ပဲပြန်တယ်ပေါ့နော်မိုက်တယ်ဆိုတာခုနပြောခဲ့တယ်လို့ပဲအမှောင်ကျနေလို့အသိဉာဏ်မရှိလို့အမိုက်ထဲရောက်နေတဲ့ပုဂ္ဂိုလ်အမှောင်ထဲရောက်နေတဲ့ပုဂ္ဂိုလ်မမြင်ရဘူးမမြင်တော့လှုပ်ချင်ရလှုပ်တယ်ပေါ့ကြိုးကြောင်းဆင်ញင်မှုမရှိတဲ့အသိဉာဏ်မှောင်မိုက်နေတဲ့ပုဂ္ဂိုလ်ဆိုလိုတာကအဝိဇ္ဇာရဲ့လွှမ်းမိုးမှုကိုခံထားရလို့မကောင်းတာကိုကောင်းထင်ကောင်းတာကိုမကောင်းဘူးထင်ပြီးတော့သူ့ဖို့မှာမှောင်မိုက်နေတဲ့အတွင်းရောက်နေတဲ့ပုဂ္ဂိုလ်မျိုးလူမိုက်လို့ဒီလိုပြောတာသို့တော့ဘာလဆိုတဲ့ပါဠိစကားရဲ့အဓိပ္ပာယ်ကပို့ပြီးတော့အဓိပ္ပာယ်ရှိတဲ့ဖွင့်ဆိုချက်တွေကိုတွေ့ရသေးတယ်ဘာလဆိုတာဘာလဲလို့ဆိုလို့ရှိရင်ဒီစကားလုံးနှလုံးဟာတစ်လုံးစီအဓိပ္ပာယ်ရှိတယ်ဘာဆိုတာကနှစ်လို့အဓိပ္ပာယ်ရတယ်လဆိုတာကြတော့ဖြည့်ဆည်းတတ်တယ်ဖြည့်ဆည်းသူနှမျိုးကိုဖြည့်ဆည်းတယ်လို့ဆိုတော့ဘာကိုဖြည့်ဆည်းတာတော့ဆိုတော့ပစ္စုပန်အကျိုးစီးပွားကိုလည်းဖြည့်ဆည်းတယ်တမလွန်အကျိုးစီးပွားကိုလည်းဖြည့်ဆည်းတယ်ဆိုတဲ့ပုဂ္ဂိုလ်မျိုးဘာလားလို့ပြော
ဒီဘဝလည်းကောင်းကျိုးချမ်းသာမရဘူးဒီဘဝကောင်းကျိုးချမ်းသာရနိုင်တဲ့အကြောင်းတရားတွေကိုလည်းဖြည့်ဆည်းဖြစ်တယ်နောက်ဘဝကောင်းကျိုးချမ်းသာတွေဖြစ်ပေါ်လာမဲ့အကျိုးတရားအကြောင်းတရားတွေကိုလည်းဖြည့်ဆည်းဖြစ်တယ်ဒါကြောင့်မို့အကျိုးနှမျိုးကိုဖြည့်ဆည်းဖြစ်သူလို့ပျက်စီးစေတတ်သူလို့ဒီလိုအဓိပ္ပာယ်ရတယ်ဘာလားရဲ့အဓိပ္ပာယ်တခါအဲ့ဒီအဓိပ္ပာယ်ကိုပဲတစ်မျိုးအပြင်ပြောမယ်ဘာနှစ်ခုဆိုတဲ့ကဏ္ဍဟာဒီကြတော့သူ့ကျိုးကိုကျိုးကိုယ့်ရဲ့အကျိုးစီးပွားကိုလည်းပျက်စီးစေတယ်သူများရဲ့အကျိုးစီးပွားကိုလည်းပျက်စီးစေတယ်လူမိုက်ဆိုတာ तू ကကိုယ့်အတွက်အကျိုးရှိတယ်လို့ထင်ပြီးလုပ်ပေမဲ့ तू လည်းထိခိုက်တာပဲဘာနဲ့ဥပမာတူတုံးဆိုရင်မစင်နဲ့ကောက်ပြီးတော့သူများကိုပေါက်တဲ့ပုဂ္ဂိုလ်လိုပဲမစင်ကောက်ပြီးတော့ပေါက်တယ်ဆိုလို့ရှိရင်သူ့အရင်မပေးပေဘူးလားအဲ့ဒီတိုင်းပဲလူမိုက်ကကိုလည်းဖြည့်ဆည်းပြီးသားဖြစ်တယ်သူများကိုလည်းဖြည့်ဆည်းတယ်အဲ့ဒါကြောင့်မလို့ကိုယ်အကျိုးကိုလည်းဖြည့်ဆည်းတယ်သူများအကျိုးကိုလည်းဖြည့်ဆည်းတယ်ကိုယ်ကျိုးသူကျိုးဆိုတဲ့အကျိုးနှမျိုးကိုဖြည့်ဆည်းတတ်သူလို့အဓိပ္ပာယ်နဲ့ဘာလားဆိုတဲ့စကားလုံးကိုသုံးတာတဲ့ဒါကနောက်ကလဆိုတဲ့စကားလုံးလေးကိုအဓိပ္ပာယ်ဖော်ပြီးတော့ဖြည့်ဆည်းတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ပြောတဲ့စကားပါဠိစာပေမှာတော့တွေအဋ္ဌေလူနန္တိစိန်တန္တိတိဘာလားလို့အကျိုးစီးပွားနှမျိုးကိုဖြည့်ဆည်းတတ်တယ်ပျက်စီးစေတတ်တဲ့သူလို့ဒီလိုရှင်းပြတယ်နောက်တစ်ခါဘာလမှာလရဲ့အဓိပ္ပာယ်ကိုတစ်မျိုးပြောင်းလိုက်တယ်ဖြည့်ဆည်းတတ်တယ်ဆိုတဲ့အဓိပ္ပာယ်ကနေပြီးတော့ရယူတတ်တယ်ဆိုတဲ့အဓိပ္ပာယ်နဲ့ပြောင်းပြန်အဲ့ဒီအဓိပ္ပာယ်နဲ့ကြတော့ဘယ်လိုပြောမလို့ဆိုလို့ရှိရင်မျက်မှောက်ဘဝမှာရနိုင်တဲ့အကျိုးစီးပွားတမလွန်ဘဝမှာရနိုင်တဲ့အကျိုးစီးပွားအခုကျိုးနောင်ကျိုးအကျိုးနှမျိုးအဲ့ဒီအကျိုးနှမျိုးကိုရအောင်ယူတတ်သူကိုရအောင်ယူတတ်သူဆိုတဲ့အဓိပ္ပာယ်နဲ့အကျိုးနှမျိုးကိုနော်အကျိုးမဲ့နှမျိုးခုဘဝအကျိုးမဲ့နောက်ဘဝအကျိုးမဲ့အခုဘဝမှာအကျိုးမဲ့နောက်ဘဝမှာအကျိုးမဲ့အကျိုးမဲ့နှမျိုးကိုရအောင်ယူတတ်သူလို့ဒီလိုအဓိပ္ပာယ်ရှိတယ်အဲ့တော့ဆိုလိုတဲ့အဓိပ္ပာယ်ကဒီဘဝလည်းအကျိုးမရှိတာကိုရအောင်ယူတတ်တယ်နောက်ဘဝလည်းအကျိုးမရှိမဲ့ဟာကိုရအောင်ယူတတ်တယ်ဆိုလိုတာကအကျိုးမဲ့ယူတယ်ဆိုတာကောင်းကျိုးချမ်းသာကိုမယူဘူးပျက်စီးရပျက်စီးကြောင်းအကျိုးကိုပဲရယူတယ်ပျက်စီးမှုဆိုတဲ့မကောင်းကျိုးကိုပဲရယူတယ်အဲ့တော့ဒီဘဝမကောင်းကျိုးနောက်ဘဝမကောင်းကျိုးဒီမကောင်းကျိုးနှမျိုးလုံးကိုရယူတတ်တဲ့ပုဂ္ဂိုလ်ကိုဘာလားလို့ဒီလိုခေါ်ပြန်တယ်အဲ့တော့အဓိပ္ပာယ်ကတော့ခုနအတိုင်းပဲပြန်သွားတာပဲပေါ့နောက်အဓိပ္ပာယ်တစ်ခုကဘာတော့ဆိုလို့ရှိရင်ဘာလဆိုတဲ့စကားလုံးကဗလဆိုတဲ့စကားလုံးကလာတယ်ပေါ့ဗလဆိုတာအသက်မွေးတယ်လောကမှာလူဖြစ်လာလို့ရှိရင်လူတွေဟာဘာနဲ့အသက်ရှင်ကြတယ်လဲလို့ဆိုလို့ရှိရင်အသိပညာနဲ့အသက်ရှင်ကြရတယ်လူဖြစ်လာလို့ရှိရင်လူဟာတိရစ္ဆာန်နဲ့မတူဘူးတိရစ္ဆာန်နဲ့မတူသည့်အတွက်ကြောင့်လူဖြစ်လာလို့ရှိရင်ဒါကလှုပ်တဲ့နဲ့ဒါကမလှုပ်တဲ့ဘူးဆိုတာခွဲခွဲခြားခြားသိတတ်ကြတယ်ပေါ့အဲ့ဒီလိုအ ਨੇ ဆုံးလှုပ်တဲ့မလှုပ်တဲ့ခွဲခြားသိတတ်တဲ့လူဒီစကားပြောတဲ့နဲ့ဒီစကားမပြောတဲ့ဘူးဒီအလုပ်လှုပ်တဲ့နဲ့ဒီအလုပ်မလှုပ်တဲ့ဘူးစသဖြင့်ခွဲခွဲခြားခြားသိတတ်တဲ့အသိပညာနဲ့အသက်မွေးရမယ်ဒီလူကြတော့အဲ့ဒါလို့အသက်မမွေးပဲနဲ့ထွက်လေဝင်လေလေးနဲ့ပဲအသက်ရှင်သူလို့အဓိပ္ပာယ်ရတယ်လူတိုင်းဟာနှာခေါင်းပေါက်ကအသက်ရှူနေတာပဲအသက်ရှင်နေဆိုတာအသက်ရှူနေလို့အသက်ရှင်တာပေါ့နော်အသက်ရှင်နေလို့လည်းအသက်ရှူလို့ရတယ်အသက်ရှူနေလို့လည်းအသက်ရှင်လို့ရတယ်အဲ့တော့သူ့မှာဘာမှမပါဘူးသူအသက်ရှင်နေတာဟာပညာမပါဘူးလှုပ်တဲ့နာမလှုပ်တဲ့နာခွဲခြားမသိဘူးအသက်ရှူယုံလေးနဲ့အသက်ရှင်နေသူဆိုတဲ့အဓိပ္ပာယ်နဲ့ဘာလားလို့ဒီလိုသုံးတာအဲ့တော့ဒီဘာလားကတော့လူဘဝရောက်လာပြီးတော့ဘာမှမသိတတ်တဲ့လူလို့အဓိပ္ပာယ်ရတယ်အဲ့တော့ဒီအဓိပ္ပာယ်ကြတော့ဘာလားကိုဘယ်လိုပြန်မလို့ဆိုရင်လူမိုက်လို့ပဲပြန်ရမယ်ခုနအဓိပ္ပာယ်တွေကြတော့ပစ္စုပန်ရဲ့အကျိုးစီးပွားကိုဖျက်ဆီးတတ်တယ်တမလွန်အကျိုးစီးပွားကိုဖျက်ဆီးတယ်သူတစ်ပါးရဲ့အကျိုးကိုဖျက်ဆီးတယ်မိမိရဲ့အကျိုးစီးပွားကိုဖျက်ဆီးတယ်
Eri Boko Myoja, Luzo, Lutamalo Yati. Jet on loaded Boko Jaro to Luzo. Madio that they're saying, Lumai. Madio that they're saying, Lumai. Konaga Konyo Chana, Malota the Dredjao, the Suban, a Jew Mego lay yaw you that day. The Malomboa, a Jew Mego lay yaw you that day. Eri Boko Jaro Leve. Dua Lumai Pay. Do Jaro. Kona day when you may say, do Luzolo le Corine, Lumailo le Corine. In Dajamolo. Hala David Tita Loshi, Luwa Yala Loshi. Do the Reha Bane, that Shamale Sra. Tivo look at the phone. A Lupilla Loshi, Lotina, Lotina, Quachatiame. Do Joko Jo, Nalayame. This is a Joe Damalon, Joe Dinamo, Yao, Jutayame. A gay Yao, Mayuta Pusolushi, Bessene Bada, Luzolu Mais, Palasene Pada. Soma Palamahobu, no, Sura ye, Maita ye, Nakuzalo. Ero, Masuya lay on. Nimigo, Pibian, Mamaya lay on, Adinia Nigo, Sibu Atojare. Era Jarama, Ludo Lugons or Apsella 9. Tajamulo, 2 years Sanje Mesangalonga, Pandita Lokor. Pandita Sura. Pesada Panda Yata di Pandito Sore Pali Sagaloya, David Prince Jane and ye. Duma Adipinya Pipola Mushi de Pogo Pandita Pamaluara Pinya Shido, Tilupian Light Hammer, no? Pinya Sura Yaya Quecha Dimine, Adipinya Mu. Ayaya did a de Quecha did a de Pinya Mu, Paman Chaja did a de Pinya, Pinya Locor. Eri Pinya Hatutanama Shire look. Era Jaro Pandita. Pinya Maside Hajaro Pala. Ero Luzulu Maisuraha. Pandita Sure Pogoye. Sanjamel Dilumaya. Kamita Palane Patade Luzulu Maya Debega Dilo Shidebo. Eri Luzulu Maya. Yamayaka Tapinyari Tatlu, a Tapinyari Tentare, Sovazo, a Tapinya Soreniama, Lemu Pinyabo. Lemu Pinyariku Tentame. Velolemu Shedon so in Sendajivo, Luzoga, Limia Pitate, Tana Pitate, Solosi. Luzo let her young lady, Tana, Annie Ejikuchita. Yana Pitate say, Tutana machine in the Lena, a common ship. Umame Luro Lugon and let him a see the Daha. Ludon be see the coup, Pandy Bay night. The penny waving long, low bay night. Luade Chadigo, Pisi Bin. Lumay let her die out of his editor or any Egyptian. Era Lue, you are Lumay Tatare, Pina de Kuha. To go to Pesibo. A Miapia Sibo, to look at that day. Any day, Begoleve, Yasapia, hot her a city. You made it that had a Dapiana the Kuha, to go to Chasibo way, and Yao Dokapi would that have seen Yawadiwa, Nataya, Yatam, Palata society. Konaga Pala, Luzo, Palasore, Luzo Lumaye. Tatare Pinya Yatakuhare, Yawadiwa Nataya. Tule, Jume people, Janepo Gudiole, Jume people, that they have said, Pama Gonyu Chana, Sonjimbe Mambo, they do that Jena. Might be solution, Lodina and Melodina, Quachamdi, Peluloma Mesore, Nila or Emadiu. Nang Azare Pare Salangali Shire. Ami Naya, Sampon lady. Sampo needed a cajaro. Majirigonga, a mere Kongula Kai. Kaide Kajaro, Lem Alu, other being Agoma, Majika, needed Molly Samalos, Palodo, Nanashi, the Japuine, Eddie. Not me Kaya Malalo Sovio. Mego, Koma Nani, the Kai needed Mego, Japuine Tudo.
မက်ကတော့ပြန်သွားတာပေါ့သေတာကအမေဖြစ်ပြီးတော့မှခြုံချငိုတယ်ကဲစဉ်းစားတာကြည့်ပေါ့နော်တတ်တာကမဲ့သေတာကအမေဖြစ်သွားတယ်မောင်းလိုက်စမ်းမဟဲ့ဆိုရင်ဒီလိုမောင်းရမှာ तू မသိတာကိုကြည့်ဒီမောင်းတုံးနဲ့ကောက်ပြီးတော့ချက်ပွေးနဲ့ကောက်ပြီးတော့ထုလိုက်လို့ရှိရင်ငါအမေသေသွားလိုက်မယ်လို့ तू မသိဘူးကြိုက်ရကောင်းလားဆိုပြီးတော့မှက်ကိုထုတာပဲထုတာအဲ့ဒါမျိုးဟာဒါမိုက်တယ်လို့ပြောတာနော်ပြောကြတယ်လူတွေကလည်းဟဲ့မိုက်လိုက်တာဒီလိုလုပ်ရတာမဟုတ်ဘူးမိုက်လိုက်တာဆိုတာမသိလိုက်တာလို့ပြောတာပဲအဲ့ဒါလိုပဲ50ဇက်ထဲမှာခြေရတရွာကလူတွေရွာပတ်ဝန်းကျင်မှာတောအုပ်တွေခြုံမုတ်တွေရေမြောင်းတွေရှိတော့ချင်းတွေပေါ်တယ်ခုခေတ်လိုလဲချင်းသေးဖြန်းတာတို့ဘာတို့ဒီလိုမရှိသေးဘူးပေါ့ချင်းတွေကြိုက်တဲ့အခါကျတော့ကဲတို့ဘာလုပ်မလဲဒီချင်းတွေကိုစစ်စင်ရေးလုပ်မယ်ပေါ့နော်ချင်းနဲ့စစ်တိုက်ကြမယ်ချင်းနဲ့စစ်တိုက်တဲ့အခါကျတော့ဘာလုပ်လဲလို့ဆိုလို့ရှိရင်ချင်းတွေတောတဲ့သွားချင်းတွေကလူတွေလာကြိုက်အဲ့ဒီချင်းတွေကိုမြားနဲ့ပြစ်မယ်ဆိုပြစ်လိုက်ကြတာတယောက်ပဲချင်းနားနေတဲ့လူတွေကိုမြားနဲ့ပြစ်တဲ့အခါကျတော့ချင်းကတော့ပြန်သွားတာပေါ့သေတာလူတွေသေးကုန်ကြဟောအဲ့ဒါလို့မိုက်တာမျိုးဟာဒါဘာလားလို့ပြောတာအဲ့ဒါကြောင့်မို့လို့သူတို့တတ်တဲ့အတတ်ပညာတစ်ခုဟာအကျိုးမဲ့ကိုဖြစ်ပေါ်စေတဲ့အတတ်ပညာတွေကြီးပဲလို့မြတ်စွာဘုရားပြောတာယာဝဒေဝအနတ္ထာယညတ္တံဘာလတ္တသာတိဘာလတ္တညတ္တံလူမိုက်သိတဲ့အသိပညာဟာယာဝဒေဝအနတ္ထာယအကျိုးမဲ့ဖြစ်ဖို့ပဲမကောင်းကျိုးကိုဖြစ်ဖို့လာဖို့ပဲဖြစ်တယ်ဟန္တိဘာလတ္တသုတ်ကံတံမௌဒ္ဓမတ္တဝိပါတိနာကောင်းတဲ့စိတ်ဓာတ်ကလေးတွေဖြူစင်တဲ့အပိုင်းလေးတွေကိုဖြည့်ဆည်းပစ်တယ်ဆိုလိုတာကလူမိုက်လှုပ်လိုက်လို့ရှိရင်ပြဿနာလည်းကြီးပဲနောက်ထပ်ကောင်းတာတစ်ခုမှဖြစ်မလာဘူးအသိပညာဆိုတဲ့ဥထိတ်ဟာခြေမွသွားတယ်ဉာဏ်ပညာမရှိသည့်အတွက်ကြောင့်မှားယွင်းသွားတယ်ဒီလိုဆိုလိုတာအဲ့ဒါဘာကြောင့်ဒါကိုဟောတာတော့လို့ဆိုတော့ရှင်းတော့ကကြောက်စိတ်ခဲပြစ်တဲ့အတတ်တဲ့လူတယောက်ရှိတယ်အဲ့ဒီလူတယောက်ဟာအင်မတန်ကြောက်စိတ်ခဲလေးတွေကင်ပြီးတော့သူ့လက်ထဲမှာကြောက်ခဲသေးသေးလေးတွေကင်ပြီးတော့ဆန်းဆန်းကျက်တဲ့တည့်ရက်ကလေးတွေကိုပုံစံအမျိုးမျိုးပေါ်အောင်သူကပြစ်ဖောက်နိုင်တယ်သူစွမ်းရည်တတ်တည်းကြောက်စိတ်ခဲပြစ်တာအလွန်ကိုပညာပါတယ်ပေါ့အဲ့ဒီလူကဟိုဒီမသွားနိုင်ဘူးဒါကြောင့်မို့လို့သူဆွန့်လို့ခေါ်တယ်သူဆွန့်ဆိုတာသူများခြိပွေ့ပြီးတော့သွားမှခုခေတ်မှာဆိုလို့ရှိရင်ပိုလီယိုယောဂသမားလို့ပေါ့နော်ခြေတော့ကဟိုဒီမလှမ်းနိုင်တဲ့ပုဂ္ဂိုလ်ကိုယ့်ကိုမသွားနိုင်တဲ့ပုဂ္ဂိုလ်ဒုက္ခိတပေါ့ဒါပေမဲ့သူကလက်တန်တယ်ခဲလေးတွေကင်ပြီးတော့ပြစ်လိုက်တဲ့အခါသူကတက်အောင်ပြစ်နိုင်ဒါသူပညာပဲတနေ့ကျတော့ဘုရင်ကြီးကစကားများတဲ့ပုံနာကြီးတယောက်နာကြီးတို့ဒီသူဆုံးကိုအကူကြီးတောင်းတယ်မင်းဒီလူစကားများလောင်းကြီးတယ်သူပါဇက်ပေါက်ပိတ်အောင်မင်းလုံနိုင်မလားလို့ဆိုသူကပြောတယ်စိတ်ချီးတစ်ပိတ်တာလောက်ရရင်ရပါတယ်အလုံးသိကြတယ်စိတ်ချီးဆိုတာအလုံးကလေးတွေနော်အဲ့ဒီစိတ်ချီးတစ်ပြည်သားလောက်ရရင်သူလုပ်ပေးပါမယ်လို့ပြောအဲ့တော့ဘယ်လိုလုပ်ထားတော့ဆိုဘယင်ကြီးစီအဲ့ဒီပုံနာကြီးလာတဲ့အခါကျတော့သူပါဇက်ပေါက်နဲ့ချိန်ထားပြီးတော့လိုက်ကလေးတစ်ခုချိန်ထားတယ်အပေါက်ကလေးတစ်ပေါက်ဖောက်ထားတယ်သူပါဇက်ပေါက်နဲ့တဲ့တဲ့နေရာတစ်ဖက်ကအဲ့ဒီကြောက်စိတ်ခဲပြစ်တတ်တဲ့သူဆောင်ကတစ်ဖက်ကထိုင်းနေမယ်ဟိုပုံနာကြီးကစကားပြောမယ်ပါဇက်ဟလိုက်တာနဲ့အဲ့ဒီအပေါက်ကနေပြီးစိတ်ချီးတုံပြစ်ထည့်အောင်သူကစိတ်ချီးလေးတွေပြစ်ထည့်အောင်အဲ့ဒါနဲ့သူကလည်းပါဇက်ကိုဖွင့်လိုက်တာနဲ့တပြိုင်နက်သူများပြောခွင့်မရှိဘူးအဲ့ဒီပုံနာကြီးရောက်လာပြီးဘယင်းရှက်သူလည်းပါဇက်ဟလိုက်ရောတခွန်းပြောလိုက်တလုံးပြစ်ထည့်လိုက်တခွန်းပြောလိုက်တလုံးပြစ်ထည့်လိုက်
အဲ့ဒါလို့သူကလည်းစကားအလွန်ပြောချင်တာစိတ်ကြီးပါစားတဲ့ရောက်လာစကားပြောပြတ်မှဆိုလို့မျိုးမျိုးချစိတ်ကြီးတပြီသားသာကုံသွားရောသူစကားပြောမရဘူးဘုရင်ကြီးကအဲ့တော့ပြောရတယ်ဆရာစိတ်ကြီးတပြီသားဗိုက်ထဲရောက်သွားပြီးတော့ဝန်းတို့စိတ်လေးပါလေးတောက်ပြီးတော့ဗိုက်ထဲကစိတ်ကြီးတွေထုတ်လိုက်အောင်လို့ပြောရတယ်အဲ့ဒီနောက်မှာတော့သူအရှက်ရသွားပြီးတော့စကားသိမ့်မပြောတော့ဘူးအဲ့ဒီသူဆွန့်ရဲ့အတ္တပညာလည်းဘလောက်ကောင်းတော့ပါဇက်ဟရင်အញ្ញပြစ်သွင်းနိုင်တယ်သူကထွေးထုတ်လို့မရလောက်အောင်ပြစ်သွင်းလိုက်တာအကောင်နဲ့ရောက်တော့မျိုးချဖို့ပဲရှိတော့တာပေါ့စိတ်ကြီးလေးတွေကလည်းဆေးလုံးလေးတွေလိုပဲဒီပဲစားလည်းအတော်ပဲဆိုမျိုးမျိုးချမြေပဲဆန်လေးတွေလောက်ရှိမှာပေါ့နော်အဲ့ဒါနဲ့လူတယောက်ကအဲ့ဒီအတ္တပညာကိုသဘောကျတယ်သဘောကျလို့အဲ့ဒီသူဆွန့်စီသွားပြီးတော့သင်တယ်ပေါ့ဆရာဒီပညာသင်ပေးကြမှာလို့ဆိုတော့ဟိုကမင်းမသင်ပါနဲ့တဲ့ဘာလို့သင်မှာတော့သင်မပေးကြဘူးနောက်ဆုံးကြတော့သူ့ဝေကြီးဝငယ်ပြုပြီးတော့သူသဘောကျလောက်အောင်လုပ်ပြီးတော့တောင်းပန်တိုးရှိုးတဲ့အခါနောက်ဆုံးကြတော့ခွင့်ပြုလိုက်တယ်သင်ပေးလိုက်တယ်သင်ပေးလိုက်တော့ကဲပညာရက်တွေအကုန်လုံးတတ်သွားပြီဆိုတော့မင်းပညာတွေစုံပြီပညာသွားပြီးတော့စမ်းပြီတော့ဆိုတော့ तू ကတတ်တာပညာပဲသွားစမ်းရမလို့မင်းတိရစ္ဆာန်တွေဘာတွေသွားမစမ်းနဲ့တိရစ္ဆာန်တစ်ကောင်သေလို့ရှိရင်အဲ့ဒီခေတ်ကဝိတရားဒဏ်တက်ခံရတယ်လူလည်းသွားမစမ်းနဲ့လူသွားစမ်းလို့လူသေလို့ရှိရင်မင်းဝိတစ်ထောင်ဒဏ်တက်မယ်ဒဏ်ရိုက်ခံရလိမ့်မယ်အဲ့တော့ဆရာကအကြံပေးလိုက်တာမင်းကလေးကချေသမားတယောက်စမ်းကြည့်ပေါ့ကွာအမေဖေမရှိတရားစွဲမဲ့လူမရှိတဲ့ကလေးကချေဘယ်မှမသိဒီကမှတရားမစွဲမဲ့ပုဂ္ဂိုလ်မျိုးသွားစမ်းလို့ဆိုတော့သူကစဉ်းစားလိုက်တာကလေးကချေလိုက်ရှာလိုက်တဲ့အခါကျတော့နေ့စဉ်ဖန်ဝါစင်မြန်သင်္ကန်းကြီးဝတ်ပြီးတော့ဖိုင်ရည်ဆုံးတဲ့အဝတ်ကြီးဝတ်ပြီးတော့သပိတ်ကြီးပိုက်ပြီးဆုံးခံလာနေတယ်တောထဲမှာတပါးတည်းနေတယ်ပစ္စေကဗုဒ္ဓသူကတော့အမေလည်းမရှိဘူးဖေလည်းမရှိဘူးသူကသူတောထဲနေတာသူကတော့ကလေးကချေပဲသူအမေလည်းမရှိဘူးဖေလည်းမရှိဘူးသူစမ်းမှာပဲလို့ဆိုပြီးပစ္စေကဗုဒ္ဓကြွလာတဲ့အခါပညာစမ်းတဲ့အနေနဲ့ဘယ်နားကနေပြီးတော့နားပေါက်ထဲဝင်အောင်ပြစ်လိုက်တာခဲလေးချွန်ထက်တဲ့ခဲလေးကိုကင်ပြီးတော့ဘယ်နားပေါက်လိုက်ပြစ်လိုက်တာဟိုဘက်နားထီအောင်ပေါက်သွားတယ်လို့ပြောအဲ့ဒါနဲ့ပဲပစ္စေကဗုဒ္ဓအရှင်များယောဂဝေဒနာကြီးကျယ်ဖြစ်ပြီးတော့ပြိဋိဘံစံသွားရှာအဲ့ဒါလို့ပြိဋိဘံစံသွားတော့လူတွေကကိုယ်ဝယ်စိတ်ကနေတဲ့လူတွေကပစ္စေကဗုဒ္ဓပြိဋိဘံစံနေဆိုတော့နားထဲမှာခုနကဒဏ်ရာနဲ့တွေ့လူတွေအုံတယ်ပေါ့လေပစ္စေကဗုဒ္ဓကိုပြိဋိဘံစံသွားတော့တကြိုကြမလို့လုံးတော့လူတွေစုဝေးရောက်လာတဲ့အခါသူကပြောတာဒါငါလက်တက်စမ်းလိုက်တာပေါ့သူမနဲ့မျိုးတဲ့ဆွမ်းခံလာတော့ငါလက်တက်စမ်းလိုက်တာနားပေါက်ထဲကိုခဲလေးတစ်လုံးပြစ်ထည့်လိုက်တာဟိုဘက်နားထွက်သွားတယ်တဲ့သူတို့ပညာလည်းအတော်အားစရာကောင်းတယ်မြတ်စွာဘုရားလက်ထက်တုန်းကလည်းပဲဒီလိုပဲယဟန်နှစ်ပါးဆွမ်းခံသွားရင်ကမ်းခြေတစ်ခုကနေဖြတ်သန်းသွားလိုက်တဲ့အခါကျတော့ကောင်းကင်ယံမှာဟင်းသာခုခေတ်ဝမ်းဘဲတွေပေါ့တောဘဲခေါ်တာပေါ့အဲ့ဒီဟင်းသာနှစ်ကောင်ကပြန်လာဟင်းသာဆိုတာအမြဲတမ်းသူကအတွဲလိုက်လေးနေတယ်ဟင်းသာနှစ်ကောင်ပြန်လာတဲ့အခါကျတော့အဲ့ဒီယဟန်နှစ်ပါးထဲမှာတစ်ပါးကကြောက်စိတ်ခဲပြစ်တတ်တဲ့အတတ်ရှိတယ်သူအတက်တတ်ထတော့သူကဘာပြောလို့ဆိုတော့အဲ့ဒီဟင်းသာနှစ်ကောင်မှာတဲ့ငါဟင်းသာနှစ်ကောင်ဒီမျက်လုံးတစ်ဖက်ကနေပြီးဟိုဘက်မျက်လုံးတစ်ဖက်ဒီဟင်းသာတစ်ကောင်ကိုသူပြစ်ချပေးနိုင်တယ်ပေါ့ခဲနဲ့ဆိုတော့တပါးကိုတော့မဖြစ်နိုင်ဘူးတဲ့အပြောမကြီးနဲ့အပြောမကြီးနဲ့မဟုတ်ဘူးငါဒီဘက်မျက်လုံးကပြစ်လိုက်ရင်ဟိုဘက်မျက်လုံးကထွက်သွားအောင်ငါပြစ်နိုင်တယ်လို့ပြောအဲ့ဒါလို့ပြောပြီးတော့သူကြိုက်တဲ့ကြောက်စိတ်ခဲလေးတစ်ခုကိုကောက်ခိုင်းပြီးတော့လက်ထဲမှာစကြည့်ပြီးခဲလေးနှလုံးကောက်ကယ်လိုက်ပြီးတော့ခဲတစ်လုံးကိုပြစ်တင်လိုက်တာခဲကဝှီးကနေဆိုပြီးတော့ဟင်းသာကောင်ရဲ့နောက်ကျောကနေဖြတ်သွားတော့ဟင်းသာကလန့်ပြီးတော့ဘာသာနှုံးဆိုလှဲ့အကြည့်လိုက်ပါဒီဘက်ခဲတစ်လုံးကနောက်မျက်လုံးတစ်လုံးကိုပြစ်လိုက်တာသူပြောတဲ့အတိုင်းပဲမျက်လုံးတစ်လုံးကနေဖောက်ပြီးဟိုဘက်မျက်လုံးတစ်လုံးဩ
ပေါက်ပြီးထွက်သွားပြီဟင်းသာဟာသူတို့ချေရင်မှာကောင်းကင်ယံကကြာလာတယ်ဟုတ်ဒါသူတို့ပညာရက်ကလည်းအဲ့ဒါလောက်ထိအောင်စွမ်းတယ်ပေါ့နောက်အဲ့ဒီယဟန်ကိုဝိုင်းကဲ့ရဲ့ရှုပ်ချပြီးတော့ဒါဟန္တဂါတကဝဋ္ထုစာရှိတယ်ပေါ့နော်မလောက်ရတဲ့အလုပ်ကိုလုပ်တယ်ပေါ့ဒီပညာရနဲ့အေးခုနကလူကလည်းပဲပိစိကဗုဒ္ဓကိုသွားပြီးတော့ငါလှုပ်တာလို့လဲသွားပြောလိုက်တာလူမိုက်ဆိုတော့လှုပ်တဲ့နာမလှုပ်တဲ့နာမသိဘူးသွားလှုပ်လိုက်တာပိစိကဗုဒ္ဓပြိဋိဘံဆံသွားတယ်သူလှုပ်တယ်လို့လဲလူကြားတယ်လဲပြောရောလူတွေကဒေါသတကြီးနဲ့သူ့ကိုဝိုင်းတတ်လိုက်ကြတယ်ဒီလဲတည်ရောအဝိဇ္ဇငရဲရောက်သွားတယ်ဒီအကုသိုလ်ကြောင့်အကုသိုလ်ကံဆိုတာကမနေဘူးလေတကယ်ပုဂ္ဂိုလ်မြတ်ကိုပြစ်မှားတာဖြစ်သည့်အတွက်ကြောင့်သေတာနဲ့အဝိဇ္ဇငရဲရောက်တယ်အဝိဇ္ဇငရဲကလွတ်လာတဲ့အခါကျတော့ဘာဖြစ်တုံဆိုရင်ဘာစကြိုပြည်နားမှာလာပြီးတော့သူကပြိတ္တာကြီးတစ်ကောင်ဖြစ်အဲ့ဒီပြိတ္တာကြီးတစ်ကောင်ကဘဲသွားကောင်းကင်ယံကတူကြီးတွေကသူ့ခေါင်းပေါ်မှာဒုံလုံးနဲ့ထုနေတူကြီးတွေခေါင်းပေါ်မှာကျလာတာကြီးရဲ့နေအဲ့ဒါလို့တကောင်းလုံးအထုခံနေရတဲ့ဟာမျိုးသွားပြီးတော့ဖြစ်တယ်ဆိုလိုတာကလူမိုက်ဟာဘလို့တတ်ပညာတတ်တာကောင်းတဲ့အကျိုးစီးပွားကိုမရဘူးခုနတုန်းကအတတ်ပညာတတ်လို့စကားများတဲ့ပုံနာကြီးရဲ့ပါဇက်ပိတ်အောင်လုံးနိုင်တဲ့လူကတော့စုတွေရတယ်နော်စနစ်တကျအသုံးချတတ်တဲ့လူကတော့စုတွေရတယ်ဟိုလူကတော့ပိစိကဗုဒ္ဓတတ်မိလို့ငရဲလေကြတယ်နောက်ဆုံးပြိတ္တာကြီးလည်းဖြစ်တယ်ဆင်းရဲဒုက္ခတွေခံရတယ်တဲ့ဒါဘာလဆိုတာမြတ်စွာဘုရားကဘာလနဲ့ပတ်သက်ပြီးတော့ဟောထားတယ်ဘာလဆိုတာဘယ်လိုပုဂ္ဂိုလ်လဲဆိုးတယ်မိုက်တယ်ဆိုတဲ့ပုဂ္ဂိုလ်တွေကဘာလဲဆိုဆိုးတယ်မိုက်တယ်ဆိုတာဘာကိုကြည့်ပြီးပြောတာလဲလို့ဆိုတဲ့နေရာမှာမြတ်စွာဘုရားကဘာလရဲ့တွင်ပြင်လက္ခဏာလူဆိုးလူမိုက်ရဲ့တွင်ပြင်လက္ခဏာ၃မျိုးရှိတယ်တဲ့အဲ့ဒီ၃မျိုးကဘာလဲလို့ဆိုရင်ဒုစိတ်တိတစိတ်တိဘယ်တော့မှစိတ်ကူးကောင်းတာဘယ်တော့မှမကူလူတကာဒုက္ခပေးမဲ့စိတ်ကူးပဲကူးတယ်အကောင်းဘယ်တော့မှစိတ်မကူအများဒုက္ခရောက်မဲ့စိတ်ကူးမျိုးတွေစိတ်ကူးတယ်ဟောအများဒုက္ခဒီကနေ့ခေတ်မှာလည်းရှိတာပဲဒါတွေကအများဒုက္ခရောက်မဲ့ဟာတွေကိုလှုပ်တာတွေလေအဲ့ဒါလို့မကောင်းတဲ့အတွေးတွေမကောင်းတဲ့စိတ်ကူးမှုတွေစိတ်ကူးတဲ့ပုဂ္ဂိုလ်ဟာအများဒုက္ခဖြစ်ဖို့စိတ်ကူးတဲ့ပုဂ္ဂိုလ်တွေကဒါဘာလပဲအဲ့ဒါကိုကြည့်ပြီးတော့ဒီပုဂ္ဂိုလ်ကလူဆိုးလူမိုက်လို့သတ်မှတ်ရတယ်နောက်တစ်ခုစကားကပြောတဲ့အခါမှာလည်းပဲအကောင်းဘယ်တော့မှမပြောဘူးတဲ့အများကောင်းကျိုးချမ်းသာရစေတတ်တဲ့စကားမျိုးကိုမပြောဘူးလူတကာဒုက္ခရောက်မဲ့စကားမျိုးတွေကြီးပဲပြောတယ်ကိုတိလက်ရောက်လှုပ်တဲ့အခါမှာလည်းပဲဒုက္ကတကမ္မကာရီမကောင်းတဲ့အလုပ်ကိုပဲလုပ်တယ်ဒါလူမိုက်ရဲ့တွင်မြင်လက္ခဏာ၃မျိုးမကောင်းတာကြံတယ်မကောင်းတာပြောတယ်မကောင်းတာလုပ်တယ်လုပ်ပြီးသည့်အတွက်ကြောင့်ကိုလုပ်တဲ့လုပ်ရအတွက်ပြန်ပြီးတော့သူကဒုက္ခရောက်တဲ့ပူပန်ဆင်းရဲဒါမှမကောင်းတာလုပ်တယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာဣရတပတိလုံနေတဲ့အချိန်ခါမှာလည်းပဲဒုက္ခရောက်တယ်ဒီဘဝမှာလည်းဒုက္ခရောက်တယ်ပစ္စတပတိပူပန်ရတယ်နောက်ဘဝမှာလည်းပဲသူကပူပန်ရတယ်ပါပကာရီဥပယထတပတိမဟုတ်တာလုပ်တဲ့ပုဂ္ဂိုလ်တယောက်ဟာဒီဘဝမှာလည်းပူပန်ရတယ်ဆင်းရဲရတယ်နောက်ဘဝမှာလည်းပူပန်ရတယ်ဆင်းရဲရရှိလေခုနကပိစိကဗုဒ္ဓကိုသွားပြီးတော့ကြောက်စိတ်ခဲနဲ့ပြစ်ပြီးတော့ပိစိကဗုဒ္ဓပြိဋိဘံဆံသွားအောင်လုပ်တဲ့ပုဂ္ဂိုလ်ဟာဒီဘဝမှာလည်းအထောင်းထုအသက်ဖြတ်ခံရသေးတယ်တည်သွားတဲ့အခါလည်းငရဲရောက်တယ်ငရဲလွတ်တဲ့အခါလည်းပြိတ္တာကြီးဖြစ်ပြီးဒုက္ခရောက်ဟောသူ့လုံရက်ကလေးကြောင့်သူဒုက္ခရောက်နေတာနော်အဲ့ဒါကြောင့်မို့လို့ဘာလဆိုတဲ့ပုဂ္ဂိုလ်ဟာအဲ့ဒီပုဂ္ဂိုလ်မျိုးပဲတဲ့နော်ကောင်းတာတစ်ခုမှမဖြစ်ဘူးပြီးတော့ဘာလဟာသူလုံးသမျှဒုက္ခပေးတာဖြစ်သောကြောင့်သူကတော့သူ့ကိုယ်သူကိုသူ့အတွက်အကျိုးရှိလိမ့်မယ်လို့ထင်တယ်ဒါပေမဲ့သူ့ရဲ့လုပ်ရက်တွေဟာသူ့ရဲ့ရန်သူတွေကြီးပဲအကုန်လုံးဘာလုပ်ဘာပြောသူပြောသမျှသူလုံးသမျှကိစ္စတွေဟာသူ့ရန်သူပဲတစ်ချိန်ကြာလို့ရှိရင်သူ့ရဲ့လုပ်ရက်တွေကသူ့ကိုပြန်ပြီးတော့ဒုက္ခပေးသွားမှာအဲ့ဒါလို့ဘာလာမျိုးကရှိတယ်လောကမှာလူဆိုးလူမိုက်ဆိုတာကောင်းပြီအဲ့ဒီလူဆိုးလူမိုက်ဆိုတာဟာတခါတရံကျတော့
မိုက်ပြီးဆိုတဲ့ကောင်ကပညာသင်ပေးလို့မရအောင်မိုက်တဲ့ကောင်ရှိတယ်ဆိုးတဲ့ကောင်ကလည်းပြင်ပေးလို့မရတော့ဆိုးတာရှိတယ်လူဆိုးလူမိုက်အမေဖေကလည်းပြင်လို့မရဘူးဆရာသမားတွေကလည်းပြင်လို့မရဘာနဲ့ဥပမာတူတော့ဆိုလို့ရှိရင်နော်ဘလောက်အမေမိဘကောင်းဆရာသမားကောင်းတွေ့ပေမဲ့လို့သူကဘယ်တော့မှကောင်းတဲ့ဘက်ကိုပြောင်းလဲမလာတဲ့လူဆိုးရရှိသေးတယ်လူဆိုးလူမိုက်အဲ့ဒါကိုမြတ်စွာဘုရားကဘာနဲ့ဥပမာပေးတော့ဆိုဟင်းမွေရောက်မှနဲ့တူတယ်တဲ့ဒီကောင်ဟုတ်တယ်ပေါ့ဟင်းမွေနေတဲ့ရောက်မှကြီးကဘယ်တော့မှချင်းတယ်လည်းပြောတာမရှိဘူးငံတယ်လည်းမပြောဘူးခါတယ်လည်းမပြောဘူးအမြဲတမ်းသူဟင်းအိုးမျိုးစုံသူမွေးနေရတယ်ဒါပေမဲ့ချိုးချင်းငံဆက်ဆိုတော့သူဘာတကူမှမသိဘူးနော်အမြဲတမ်းပေါင်းနေပြီမဲ့လို့သူကမသိဘူးဘာလာဟာလည်းပဲဘယ်လိုမိကောင်းဆွေကောင်းဆရာကောင်းသမားကောင်းနေနဲ့ပေါင်းဟင်းမွေရောက်မှကြီးလို့ပဲအကောင်းအဆိုးဘာမှမသိဘူးတဲ့ပြင်လို့မရတဲ့လူဆိုးလူမိုက်ဆိုတာရှိသေးတယ်ဒါကြောင့်မလို့မိမိတို့ကိုယ်တိုင်လူမိုက်ဆိုတာမဖြစ်ဖို့ပေါ့နော်လူမိုက်မဖြစ်ဘူးဆိုတာလူဆိုးလည်းပဲဖြစ်အောင်အသိဉာဏ်နဲ့အသက်မွေးရမယ်မြတ်စွာဘုရားကပညာဇီဝေဇီဝိတမဟုတ္တံလူဘဝရလာတယ်ဆိုလို့ရှိရင်အသိပညာနဲ့အသက်မွေးရမယ်တဲ့အသိပညာနဲ့အသက်မွေးတာဟာအကောင်းဆုံးပဲအရာရာမှာအကောင်းဆုံးအကြောင်းကျိုးစဉ်းစားဆင်ခြင်ပြီးတော့နေထိုင်ရမယ်ဒါကြောင့်မလို့တရားနာကြရတယ်ဆရာသမားတွေရဲ့အဆုံးအမကိုခံကြရတယ်စာပေကျမ်းဂန်တွေဖတ်ရှုကြရတယ်လေ့လာကြရတယ်ဆုံးမဩဝါဒတွေနာယူကြရတယ်ဘာဖြစ်လို့လဲအခုလိုလူဆိုးတို့လူမိုက်တို့ဘဝကလွတ်ကျွတ်အောင်လို့ဒီလိုပြောတာနော်အသိဉာဏ်ရှိလာလေလေလူမိုက်ဘဝကလွတ်လေလေလူမိုက်ဘဝကလွတ်လေလေလူဆိုးဆိုတာမဖြစ်လာတော့ဘူးပေါ့လူဆိုးဆိုတာမဖြစ်လာတော့ဘူးဒီလောကမှာလူတွေကအဆိုးအကောင်းတို့အကျိုးအကြောင်းတို့နားမလဲတော့ဘူးဆိုလို့ရှိရင်လူဘဝရတဲ့အခါမှာဘာတွေနဲ့အသုံးချတတ်တော့လူတွေကလူရဲ့စိတ်ဟာပပတ္တမိန်ရမတိမနောလို့ဆိုတဲ့အတိုင်းလူရဲ့စိတ်ဟာမကောင်းတဲ့အလုပ်တွေပေါ်မှာမွေးလျော်တယ်ပြောလိုက်တယ်ဥပမာဆိုတော့တရားနာလာဖို့ရနဲ့ပွဲကြည့်သွားဖို့ရပေါ့ဒီနှစ်ခုပဲရှင်းကြည့်ပေါ့ပွဲကြည့်သွားဖို့ကြတော့လွယ်လွယ်ကူကူသွားနိုင်တယ်ဘာလို့ရှိစိတ်ကိုကလေဒါလူတိုင်းတော့မတူဘူးပေါ့တပည့်တော်တို့ကတော့ပွဲမကြည့်ပါဘူးတရားပဲနာတာပါဆိုတဲ့လူလည်းရှိမှာပေါ့ဒါတော်တော်လေးပြုပြင်ထားလို့ကောင်းလာတဲ့သဘောပဲကိုယ့်ကိုကျင့်တတ်အားရမှာပဲနော်ကိုယ့်ကိုဒါဒီဘဝတည်းပြုပြင်ထားတာဟုတ်ချင်မှာဟုတ်ဘဝကကြိုက်လာလို့နော်ကောင်းတဲ့စိတ်ဓာတ်တွေမွေးလာလို့ဒီလိုဖြစ်တယ်တာမန်အားဖြင့်ပြောမယ်ဆိုလို့ရှိရင်ပွဲကြည့်ဖို့နဲ့တရားနာဖို့ဆိုလို့ရှိရင်ပွဲကြည့်ဖို့ပဲစိတ်ပါဖို့ရှိတရားနာဖို့ဆိုတာအလွန်ခဲနေပေါ့အလွန်ခဲနေဘာဖြစ်လို့ခဲနေတာတော့လို့မေးလို့ရှိရင်ပပတ္တမေရမတိမနောလူဘဝဆိုတာလူတွေရဲ့စိတ်ဆိုတာမကောင်းတဲ့ပဲအကျင့်ကြီးပါနေတာလွယ်တယ်လေရေစုံနဲ့ရေဆံပဲဟာလွယ်တော့ဆိုလို့ရှိရင်ရေစုံရတာလွယ်လေးပဲအသာပြီးတက်ကလေးတင်ပြီးတော့လေပေါ်မှာထိုင်လိုက်သူကသူမျောတော့မှာပဲရေဆံတက်ကြတော့အဲ့လိုလုံးလို့မရဘူးတက်တစ်ချက်ရက်လို့မရဘူးပြန်မျောသွားတယ်အဲ့ဒါကြောင့်မို့လို့မြတ်စွာဘုရားရဲ့တရားကောင်းတဲ့အလုပ်တွေဆိုတာရေဆံနဲ့အလားတန်တူတယ်အမြဲတမ်းလှော်ခတ်နေရတယ်အမြဲတမ်းကြိုးစားအထုတ်နေရတယ်ကြိုးစားအထုတ်မှုမရှိဘဲနဲ့သူ့ဘာသူတော့ဖြစ်မလာဘူးလို့ဒီလိုပြောတာနော်အေးလောကမှာလူရလို့ဖြစ်လာတဲ့အခါကျတော့အလွယ်လန်းကိုလိုက်ကြတယ်အပျော်လန်းကိုလိုက်ကြတယ်ရေစုံလန်းကိုလိုက်ကြတယ်ရေဆံလန်းကိုမလိုက်ဘူးပျော်ရာကိုရှာကြတယ်တော်မဲ့ရာကိုမစင်စားဘူးတော်ရာကိုစဉ်းစားပြီးလှုပ်တဲ့လူဆိုတာလက်တဆုပ်စာလေးရှိတာနော်ကဘာမှာလူဦးရေမြောင်များစွာရှိတဲ့ထဲမှာစဉ်းစားကြည့်အနည်းငယ်လေးတင်ရှိတာအနည်းငယ်လေးပဲရှိတယ်အဲ့ဒီမှာလောကမှာလူဆိုတာကောင်းတာလည်းလုံးမိတာရှိတယ်မကောင်းတာလည်းလုံးမိတာရှိတယ်တန်တရားမှာတခါတခါစိတ်ကောင်းလေးဝင်လို့ကောင်းတာတွေကိုလုံးလိုက်ကြတယ်စိတ်ဆိုးစိတ်မိုက်ဝင်လိုက်တဲ့အခါမကောင်းတာတွေလုံးမိတယ်
ရိစ္ဆာသမုပ္ပါဒ်မှာမြတ်စွာဘုရားဟောထားတာရှိတယ်အဝိဇ္ဇာပစ္စယသင်္ခါရတဲ့အဝိဇ္ဇာဆိုတာမသိမှုတွေမသိတာဘာလို့ဆိုအမှန်တရားကိုမသိတာလှုပ်တင်တာကိုမသိတာမလှုပ်တင်တာကိုမသိတာလှုပ်တင်တာနဲ့မလှုပ်တင်တာခွဲခြားမသိရင်ဒါဘာဖြစ်တယ်လှုပ်တင်တာကိုမလှုပ်တင်ဘူးလို့ထင်မယ်မလှုပ်တင်တာကြတော့လှုပ်တင်မယ်လို့ထင်အဲ့ကြတော့လှုပ်တယ်ဒါသဘာဝပဲလှုပ်တင်မလှုပ်တင်မသိဘူးကိုထင်တဲ့အတိုင်းလှုပ်လိုက်တယ်အဲ့ဒါလိုပဲအဝိဇ္ဇာရှိနေတဲ့ပုဂ္ဂိုလ်တယောက်ဟာကုသိုလ်လည်းတစ်ခါတစ်ခါလှုပ်လိုက်တာလှုပ်တဲ့နဲ့ထင်လို့လှုပ်တာလည်းရှိတယ်အကုသိုလ်ကိုလည်းလှုပ်လိုက်တယ်လှုပ်တဲ့နဲ့ထင်ပြီးတော့လှုပ်တာကုသိုလ်ကြတော့လှုပ်တဲ့နဲ့မထင်လို့မလှုပ်ဖဲနေတာလည်းရှိတယ်ဥပမာဘာနဲ့တူတုံးဆိုလို့ရှိရင်မျက်စိနှစ်ခွင်းအလင်းမရတဲ့လူတယောက်ဟာခီးသွားတဲ့အခါကျရမယံခါချောလို့သူသွားတဲ့လမ်းလေးကဖြောင်းတဲ့ခါဖြောင်းသွားမဖြောင်းတဲ့ခါလည်းမဖြောင်းဘူးတဲ့ဒါဝိသုဒ္ဓိမက်မှာဒီဥပမာလေးပေးထားတယ်လမ်းညွန်ပြမဲ့ပုဂ္ဂိုလ်မပါတဲ့မျက်စိနှစ်ခွင်းအလင်းမရတဲ့ပုဂ္ဂိုလ်ဟာရမယံခါလမ်းဖြောင်းနေရံကိုင်ပန်းရံခါလမ်းမဖြောင်းဘူးတဲ့လမ်းမပြီးရောက်တတ်တယ်အဲ့ဒါလည်းပဲအဝိဇ္ဇာရှိနေတဲ့ပုဂ္ဂိုလ်တယောက်ဟာယမယံခါကောင်းတဲ့ဘက်ကိုရောက်သွားပြီယမယံခါဆိုးတဲ့ဘက်ကိုရောက်သွားတယ်အကောင်းတဲ့ဘက်ကိုရောက်လာတဲ့အခါကျတော့အကောင်းကျိုးချမ်းသာလေးတွေရလိုက်တယ်အဆိုးဘက်ကိုရောက်သွားတဲ့အခါကျတော့ဒုက္ခတွေတွေ့ရပြန်တယ်ပေါ့တန်တရားကြီးထဲမှာဒီလိုပဲစခန်းသွားလာကြတာအကောင်းဖြစ်လိုက်အဆိုးဖြစ်လိုက်အိန္ဒိယနိုင်ငံဗာရာဏသီမြို့မှာတငယ်ချင်းတထေးသား၄ယောက်ရှိတယ်တော့ခင်ခင်မင်းမင်းအရာရာမှာလက်တွဲပြီးတော့နေကြတယ်ပတ်စံချမ်းသာတဲ့သားသမီးတွေပေါ့ပတ်စံချမ်းသာတဲ့သားသမီးတွေတထေးသား၄ယောက်တငယ်ချင်းဆိုတော့ခုခေတ်လည်းရှိတာပဲလေချမ်းသာတဲ့ပုဂ္ဂိုလ်တွေအချင်းချင်းပြန်လည်လက်တွဲအပေါင်းအသင်းတွေနဲ့နေကြထိုင်ကြအဲ့ဒါလိုနေထိုင်ရင်ကနေပြီးတော့သူတို့တငယ်ချင်းတွေဆိုတော့စကားစမရပြောကြတာပေါ့အမေဖေတွေကမရှိတော့ဘူးထမရဲ့သူတို့ပစ္စည်းဥစ္စာတွေသူတို့လက်ထဲအကုန်ရောက်တယ်ပိုက်ဆံတအားချမ်းသာတော့တို့ဒီပိုက်ဆံတွေတစ်သက်သုံးမကုန်ဘာလို့ကြမလဲတို့သိချမ်းသာတယ်ဘဝမှာပျော်ပျော်နေသေးခဲဆိုတဲ့ဆောင်းပုဒ်ကိုသူတို့ကရွေးချယ်ပြီးတော့ဘယ်လိုလုပ်ရင်ကောင်းမလဲလို့ဆိုတယောက်ကကြံပေးတယ်တို့ကကောင်းပေးဆိုတဲ့အရက်ကောင်းမေးဆိုတဲ့အရက်တွေကောင်းမေးဆိုတဲ့အစာနဲ့စားပြီးတော့တို့တစ်သလုံးတောက်လဲတို့ပိုက်ဆံမကုန်ဘူးအေးစစ်စစ်တို့အကောင်းဆုံးအရက်ကိုတောက်ပြီးတော့ခုခေတ်ဆိုရင်နိုင်ငံခြားဖြစ်အရက်ပေါ့သိမ့်ချီတန်တဲ့ဟာမျိုးတွေပေါ့နော်အဲ့ဒါကိုတောက်ပြီးတော့တို့ပြောပါနေကြမယ်လို့တယောက်ကအဆိုပြုတယ်အဆိုပြုတော့အရက်မကြိုက်တဲ့လူကဒါသဘောမတူဘူးဟိုရက်တောက်လို့ဘာလို့မတော့ကွာတို့ဘာလို့လဲပွဲလန်းတဲ့ပင်နေအမြဲတမ်းအဆိုအတီးအကမုတ်တွေအဲ့ဓာတွေနဲ့ပျော်ရအောင်အမြဲတမ်းပွဲလန်းတဲ့ပင်နဲ့တို့နေပဲတချင်းဆိုကြမယ်တချင်းဆိုတာနားထောင်ကြမယ်တီးကြမယ်မှုတ်ကြမယ်ပေါ့အဲ့ဒါကိုလည်းနောက်တစ်ယောက်ကသဘောမကျသေးဘူးသဘောမကျတော့ဘာလုပ်မလဲတို့ကဟိုခေတ်ကတော့ဟိုတယ်မရှိဘူးပေါ့နော်ဟိုတယ်တက်ပြီးကောင်းကောင်းစားကြမယ်ပေါ့စားတော့ဆိုင်ကောင်းစားတွေမှာသွားပြီးကောင်းကောင်းစားကြမယ်အဲ့ဒါလို့ပြောတော့လက်မခံဘူးနောက်ဆုံးတစ်ယောက်ကဘာပြောတော့ဆိုရင်တို့ရှိတဲ့ပစ္စည်းတွေဟာသုံးလို့မကုန်ပါဘူးကွာသူတို့ပြောဖို့ပြောနေရနောက်ဆုံးသမားကဘာပြောတော့ဆိုရင်လောကမှာပိုက်ဆံမပေးလို့မကြွေတဲ့လူမပါတဲ့လူမရှိဘူးအမျိုးသမီးချောချောလှလှတွေနဲ့ပဲပိုက်ဆံပေးပြီးတော့ပျော်ပါမယ်ဆိုတဲ့လူကဆိုတင်သွင်းလိုက်တယ်နောက်ဆုံးအဲ့ဒီဘက်ကိုအားလုံးကထောက်ခံကြတယ်သဘောကျသွားတယ်နောက်ဆုံးမှသူတို့ရှိသမျှစီးစိမ်တွေသုံးဖြုံပြီးတော့အဲ့ဒါလို့လူဘဝမှာရှိသမျှစီးစိမ်တွေကိုသုံးဖြုံပြီးတော့မဟုတ်တဲ့အလုပ်တွေကိုလုပ်ပြီးတော့ဒ
ဒီတထေးသားလေးယောက်တည်သွားတဲ့အခါဘယ်ရောက်တုံးဆိုရင်အဝိဇ္ဇငရေကျသွားကြသူတို့ပြောသွားတဲ့အမျိုးသမီးတွေကလည်းမလွတ်မလပ်သူတစ်ပါးရဲ့နော်တချို့ကအိမ်တော်ရှိတဲ့အမျိုးသမီးတွေပတ်စံပေးစီးယုံပြီးတော့အဲ့ဒီလိုပရဒါရသူတစ်ပါးသားမယားကိုဖျက်ဆီးတဲ့ပုံကိုယ်တွေတည်တဲ့အခါကျတော့သူတို့လုပ်တဲ့လုပ်ရကြောင့်အပင်ငရဲကျသွားကြတယ်အဲ့ဒီအပင်ငရဲလွတ်လာတဲ့အခါကျတော့လောဟကုံဘီလို့ခေါ်တဲ့အိုးကြီးထဲမှာခြေအိုးကြီးထဲမှာရေဘူးတွေပွက်ပွက်ဆိုးနေတဲ့အထဲမှာသူတို့၄ယောက်ဟာနော်တူတူလှုပ်လှုပ်လာခဲ့တော့ငရဲမှာတူတူခံကြအတိတ်6000နဲ့သူတို့အဲ့ဒီငရဲအိုးကြီးထဲမှာအနှစ်6000မြုပ်ချီပေါ်ချီနဲ့အဲ့ဒီလိုနေတာအဲ့ဒီငရဲအိုးကလည်းဘယ်နှမှာရှိလာတော့လို့ဆိုတော့သာဝတိပြည်နီးမှာရှိပုံရတယ်ညကြလို့ရှိရင်အတန်နဲ့ကြီးနဲ့អော်တဲ့အတန်တခါတော့ကခောသလမင်းကြီးကကြားလိုက်တယ်အားလုံးဗမာတွေကြားဘူးတဲ့စကား၄ခွန်းရှိတယ်ဒုတနာသောဆိုစကားလုံးဘုရင်ကြီးကအိပ်မပြောဘူးအိပ်မပြောတဲ့အချိန်မှာသူ့နားထဲမှာဒုဆိုတဲ့အတန်ကြီးကြားလိုက်ပြီးတော့ပျောက်သွားပြန်နောက်တစ်ခါနာဆိုတဲ့အတန်ကြီးကြားပြီးတော့ပျောက်သွားပြန်တယ်ပါဆိုတဲ့အတန်ကြီးကိုကြားပြီးတော့ပျောက်သွားပြန်တယ်နာဆိုတဲ့အတန်ကြီးကြားပြီးတော့ပျောက်သွားတယ်နောက်ဆုံးမှာသောဆိုတဲ့အတန်ကြီးတစ်ခုကြားလိုက်ရတယ်ဒါပဲအဓိပ္ပာယ်ဖော်လို့မရဘူးဒုသနာသောဆိုတဲ့အတန်ကြီး၄ခုကြောက်မဲ့ဖွယ်ရအော်ဟစ်တဲ့အတန်ကြီး၄တန်ကိုကြားလိုက်ရတယ်တဲ့အိမ်မက်မဲ့တယ်လို့ပေါ့ညအိယာကနိုးနေတဲ့အချိန်မှာညကြီးမှာဒီအတန်စိုးကြီးနဲ့អော်တဲ့ဟာကိုကြားလိုက်ရအဲ့ဒါဘသူတွေကအတန်ပြုကြတာတုံးလို့ဆိုခုနကပရဒါရကံကိုကျူးလွန်ခဲ့တဲ့လူလောကမှာပျော်ပျော်နေမယ်ဆိုပြီးတော့စည်းစိမ်ချမ်းသာတွေကိုသုံးဖြုံပြီးတော့ပျော်ပါမှုကိစ္စတွေမှာသုံးဖြုံသွားတဲ့အဲ့တထေးသား၄ယောက်အဝိဇ္ဇငရဲကလွတ်လာလို့အဲ့ဒီလောဟကုံဘီငရဲတွေကိုရောက်လာတဲ့အခါတနေ့တစ်ချိန်တည်းပဲသူတို့ကအဲ့ဒီပွက်ပွက်ဆူးနေတဲ့ငရဲအိုးကြီးထဲမှာမြုပ်သွားရင်ကနေပြီးအောက်ကျမ်းပြင်ထိအောင်ဒဲအိုးဖင်ထိအောင်မြုပ်သွားပြီးတော့ပြန်ပေါ်လာတဲ့အချိန်မှာတယောက်မြင်လိုက်တဲ့အချိန်လေးမှာអော်လိုက်ကြတာသူတို့ပြောချင်တဲ့စကားကိုဆုံးအောင်မပြောနိုင်ဘူးပါဠိစကားကသူကပထမလူကဒုဆိုတာဘာပြောချင်တာတုံးလို့ဆိုတော့သူကဒုစီဝိတာမသဝိမာတို့မဟုတ်တရုပ်နီးတွေနဲ့အသက်မွေးခဲ့တယ်လို့သူပြောချင်တာနော်ဒုဆိုလိုက်ခါရှိသေးပြန်မြုပ်သွားငရဲအိုးတယ်ပြန်မြုပ်သွားလို့ဆက်ပြောလို့မရတော့ဘူးရေထဲပြန်မြုပ်သွားတယ်သူပြောချင်တာဒုစီဝိတာမစီဝိမာတို့ဟာလူဘဝမှာကောင်းကောင်းမနေခဲ့ကြဘူးတဲ့လူဆိုးလူမိုက်တွေလုပ်ခဲ့ကြတယ်တို့မှာပစ္စည်းဥစ္စာတွေရှိတယ်ပစ္စည်းဥစ္စာတွေရှိပါရဲ့သားနဲ့တို့သူတော်ကောင်းသူတော်မြတ်တွေကိုလည်းပဲလူမှုတမ်းမှုမပြုခဲ့ကြဘူးတဲ့နောင်တရပြီးတော့ပြောတဲ့စကားတစ်ခုပဲတို့ဟာတော်တော်ဆိုးတာပဲလူဘဝရောက်တုန်းကတို့ဟာလူဆိုးတွေပဲတော်တော်ဆိုးခဲ့ကြတယ်ဆိုးသွမ်းနဲ့ခဲ့ကြတယ်ပစ္စည်းဥစ္စာချမ်းသာရဲ့သားနဲ့တို့တွေကိုဘဝရဲ့ယတ္တိမှုကုသိုလ်ကောင်းမှုတို့မလုပ်ခဲ့ကြရဘူးဆိုတဲ့အဓိပ္ပာယ်နဲ့ဒီလိုပြောတာဒါမြတ်စွာဘုရားကပြန်ပြီးတော့ဒီအဓိပ္ပာယ်ကိုဖော်ပေးတာဒုစီဝိတမတ်စီဝိမယေတန္တေနတတံမှတ်သေးတို့တွေဟာမကောင်းတဲ့နည်းနဲ့အသက်မွေးကြတယ်နော်ဝိဇမာနေတုဘောဂေတုဒီပန္နာကမ္မအတ္တနောပစ္စည်းဥစ္စာတွေရှိရတဲ့နဲ့သူတော်ကောင်းတွေကိုလည်းမပေးခဲ့ဘူးကုသိုလ်ကောင်းမှုတွေဘာတွေမလုပ်ခဲ့သည့်အတွက်ကြောင့်ကိုယ့်အတွက်ယတ္တိယာဆိုတာဘာမှမရှိခဲ့ဘူးလို့ဒီအဓိပ္ပာယ်နဲ့ပြောချင်တာစကားကိုပြည့်စုံအောင်မပြောနိုင်ဘဲနဲ့မြုပ်ထွက်သွားလူစိုးလိမိုက်တွေရဲ့သွားရလမ်းဟာဒီလိုပဲပေါ့ကိုပြောချင်တာလည်းပြောလို့မရတော့ဘူးပေါ့ဟောနောက်တစ်ယောက်က
တဆိုတဲ့စကားလုံးကိုပြောချင်တဲ့သူကဘာပြောချင်တာတုံးဆိုအပြည့်အစုံကမြတ်စွာဘုရားအတိပ္ပယ်ဖော်ပြတဆိုတဲ့အတန်ကြီးကဘာတုံးဆိုလို့ရှိရင်တတ္တိဝတ္တသဟတာနိပရိပုံနာနိတပ္ပသောနိရိယေပစ္ဆမာနနံဂရအန္တောဘဝိတ္တိသူပြောချင်တဲ့အတိပ္ပယ်အပြည့်အစုံကတို့တွေဟာတဲ့ခုဒီငရဲမှာအနှစ်6000တောင်ရှိနေပြီနော်ဒီတရားစဉ်းစားကြည့်ရသူဘယ်လိုများရည်တွက်ထားတော့နော်သူဘယ်လိုများမှတ်မိနေတော့အနှစ်6000တောင်ရှိနေပြီလို့သူပြောကြတာတဲ့တတ္ထိဝတ္တသဟတာနိပြိပုံနာနိတပ္ပသောငရဲရောက်နေတာတို့အနှစ်6000အေးငရဲနေတဲ့လူတွေတော့ဘယ်လိုတွက်တယ်တော့မသိဘူးတချို့ထောင်ထဲမှာတိုက်ပိတ်ခံရတဲ့ပုံကိုယ်တွေပါလေကြတော့သူတို့အမှတ်သားကလေးတစ်ခုလောက်ထားတာဘယ်နှစ်ရက်ဆိုတာလောက်တတ်တဲ့ပုံကိုယ်ကြတော့အဲ့ဒီရက်တွေပါလေသိတယ်ဘယ်နှစ်ရက်ကြာတယ်ဆိုတာအဲ့တော့ဒီငရဲသားကလည်းသူမှတ်သားသားထားလို့သူအနှစ်6000ဆိုတာတွက်လို့ရတာဖြစ်လိမ့်မယ်ပေါ့သူကပြောတယ်အနှစ်6000တောင်ပြည့်လာပြီတို့မှာငရဲကြာနေတာအနှစ်6000တောင်ရှိလာပြီဘယ်တော့မှလွတ်ရဲ့ပေါ်ပါမလဲဘယ်တော့မှလွတ်ကြမလဲညီးတွားတဲ့အတန်ကလေးတစ်ခုနောက်တစ်ယောက်ကနဆိုတဲ့အတန်ကြီးပြောပြီးတော့မြုပ်သွားတယ်အဲ့ဒီလူရဲ့စကားလုံးကိုအဓိပ္ပာယ်မြတ်စွာဘုရားဖော်တဲ့အခါကျတော့နတ္ထိအန္တောကုတောအန္တောဘယ်မှာတို့အဆုံးရှိမလဲဘယ်လိုလုပ်တို့ဆုံးနိုင်တော့မလဲငရဲခံနေရတာလွတ်ရမရှိဘူးတို့တွေမှာနော်နအန္တောပရိဒိဋ္ဌတိဆုံးကတိုင်ဖို့ဆိုတာဘယ်တော့မှမတွေ့ဘူးတဲ့ယတာဟိပကတံပါမမမတုံရှံစမာရိတတငယ်ချင်းတို့ဤမင်းလည်းမကောင်းတာတွေလုပ်ခဲ့တယ်ငါလည်းမကောင်းတာတွေလုပ်ခဲ့မင်းနဲ့ငါတို့မကောင်းတာတွေလုပ်ခဲ့တာတွေရဲ့ဆိုးကျိုးတွေကိုတို့တွေဟာအခုချိန်ထိလွတ်ရမရှိခံနေရတယ်ဘယ်တော့မှအဆုံးသတ်မလဲမသိဘူးလို့ပြောချင်တာတဲ့နဆိုတဲ့အဓိပ္ပာယ်ကြီးကအဲ့လိုသောဆိုတဲ့အဓိပ္ပာယ်ကြတော့ဘာတော့ဆိုရင်နောက်ဆုံးလူကသောဟံလူနဣတောခန္ဓဝါယောနိလတ္ထာနမာနုတံအေးလူဘဝဒီငရဲလွတ်လူဘဝပြန်ရောက်သွားပြီဆိုလို့ရှိရင်တဲ့ဝဒေညုသီလတံပံနောလိမ္မာမယ်ကိုကျင့်တရားတွေကောင်းအောင်နေမယ်အလူကံပုဂ္ဂိုလ်တွေကိုရဲရောလှူမယ်လူကံပုဂ္ဂိုလ်တွေရဲ့စကားကိုနားလည်မယ်ကာဟာမိကုသလံဘောဟောကုသိုလ်တွေအများကြီးလုပ်မယ်တဲ့ဟောဒီငရဲကလွတ်သွားတာနဲ့တပြိုင်နက်လူဘုံရလာတဲ့အခါမှာတို့ဟာကိုကျင့်တရားတွေကောင်းအောင်လုပ်ပြီးတော့ဒါနကောင်းမှုတွေလုပ်မယ်လို့နောင်တစကားကိုဆိုတာဒါနော်နောင်တစကားကိုဆိုလောကမှာနောင်တရသွားပြီဆိုရင်ငါအရင်ပုံစံပြန်ရောက်လို့ရှိရင်တော့ငါကောင်းတာတွေလုပ်တော့မယ်လို့ဆိုတဲ့နောင်တစကားပြအဲ့ဒီဒုသနာသောဆိုတဲ့ဒီစကားလုံးကြီး၄လုံးကိုရွတ်ဆိုပြီးတော့မြုပ်သွားတဲ့ပုဂ္ဂိုလ်တွေဟာတစ်ချိန်တုန်းကဘဝခရီးကိုရှောင်လန်းရင်မဟုတ်တာတွေလုပ်ပြီးတော့အချိန်ဖြုံးခဲ့တဲ့ပုဂ္ဂိုလ်တွေအားတဲ့လူဆိုးလူမိုက်တွေဖြစ်ခဲ့တယ်ဒါကြောင့်မို့လူဆိုးလူမိုက်တွေရဲ့သွားရလန်းဟာတော့အဲ့ဒီတိုင်းပဲဖြစ်ပါတယ်လို့ဒီလိုဆိုလိုတာမြတ်စွာဘုရားလက်ထက်မှာသိုးသွမ်းတဲ့ပုဂ္ဂိုလ်တွေကိုကြည့်လိုက်အောင်လူတွေမကဘူးသိုးသွမ်းတယ်ဆိုတာနတ်တွေဘလူတွေထဲမှာလည်းရှိတယ်ပေါ့သိုးသွမ်းမှုဆိုတာဇယိုက်တစ်ခုဆိုတာလိုက်သွားတတ်တယ်ဘုန်းကြီးတို့အဲ့ဒါသတိထားမိတယ်စကိုင်းတောင်မှာဘုန်းကြီးတို့ကျောင်းမှာခွေးလေးခွေးလင်းတွေအကောင်340လောက်ရှိပေါ့ခွေးလေးခွေးလင်းဆိုတာကျောင်းကမွေးထားတဲ့ခွေးတစ်ကောင်မှမရှိဘူးဘဝလာလွတ်ဒီကလာလွတ်စားရတော့တော့ကျောင်းထဲမှာဝင်းနေဒီလိုနေကြတဲ့ထဲမှာအဲ့ဒီလာနေတဲ့ခွေးတွေထဲမှာဘယ်သူမှ training ပေးတာမဟုတ်ဘူးခွေးတင်တန်းကျောင်းလည်းမရှိပါဘူးတချို့ခွေးတွေကြတော့အလွန်လိမ့်မာတယ်ပြောင်းတဲ့နေရာတွေမစင်မစွန့်ဘူးနေတာထိုင်တာအဆင်ပြေတယ်တချို့ခွေးကတော့ပြောင်းပြီးဆိုတဲ့နေရာကိုရွေးတယ်ခြေတုပ်ခုံတို့ဘာတို့ကိုရွေးတယ်နော်တကယ်ဖះဒီတမန်တလင်းတို့ဘာတို့ဒီလိုနေရာမျိုးမှာရွေးပြီးတော့မစင်စွန့်တဲ့ခွေးလည်းရှိတယ်နောက်ဘုန်းကြီးကျောင်းထဲနေပြီးစားတောင်းနေတဲ့ခွေးကောင်ကဘုန်းကြီးမြင်လဲဟောင်းတယ်လာသမျှအကောင်ဟောင်းအဲ့ဒီလိုခွေးမျိုးလည်းရှိတယ်
တချို့ခွေးကအဲ့လိုမဟုတ်ဘူးလာသမျှကိုကြိုးစိုးတယ်အမီးလေးနှံပြီးဘယ်သူလာရံမလုပ်ဘူးအမျိုးစုံတွေ့ရတယ်ခွေးတွေအဲ့ဒါတွေကြည့်လိုက်လို့ရှင်တန်တရာကရံလုတ်တတ်တဲ့အကျင့်ပါလာတဲ့ခွေးစိုးတွေကြတော့ဘယ်သူလာမျက်စောင်းထိုးကြည့်တယ်ဟောင်းတယ်ဟိတ်နေနော်ဒေါသစရာရှိတယ်တချို့ခွေးကြတော့လုံးဝမဟောင်းဘူးလူတွေမြင်သမျှကိုအမီးနှံပြီးတော့မျက်နှာချိုသွေးတယ်ဒီလိုခွေးလည်းရှိဘယ်သူမှသင်တန်းပေးထားတာမဟုတ်ဘူးတချို့ခွေးကတန်တန်ပြန်ပြန်နေတယ်တချို့ခွေးကညင်ညင်ပတ်ပတ်တွေသိပ်လုံးတယ်တချို့ခွေးကြတော့ကျောင်းကရှိတဲ့ကိုတော်တွေဖဏတ်တွေအကုန်ကြိုက်ပစ်တယ်နော်ဒီလိုဟာမျိုးရှိတယ်တချို့ခွေးကဖဏတ်မကြိုက်ဘူးသူတို့မှလည်းသူတို့အကျင့်စရိုက်တွေဟာဘဝတန်တရားကပါလာတယ်လို့ပြောရမှာပဲခွေးတိုင်းဖဏတ်ကြိုက်တာမဟုတ်ဘူးခွေးတိုင်းပြောင်းတဲ့နေရာမှာမစင်စွန့်တာမဟုတ်ဘူးခွေးလေးတစ်ကောင်များမရမြို့ထဲကနေပြီးတော့ကိုရင်နေနဲ့ဆွမ်းကပြန်လိုက်လာတယ်ခွေးမလေးတစ်ကောင်သူကဝဝတုတ်ကလေးဆိုတော့သူ့ကိုခွေးမလေးဆိုတော့သူ့ကိုမိချောလို့နာမည်ပေးထားတာအဲ့ဒီမိချောတို့များကြောင်းလိုက်လို့ရှင်သူကများလူမြင်လို့ရှင်အမီးလေးရမ်းပြီးတော့သူကကြိုးဆိုလိုက်ရတာနှုတ်ဆက်လိုက်ရတာမနေဘူးသူကများဘယ်သူမြင်သဘောသိကောင်းတရက်တော့သူ့ကိုလှောင်ထားတဲ့ထဲကနေပြီးတော့သူမထွက်နိုင်တဲ့အခါနေခွင့်လဲထုတ်လိုက်ရောသူပဲပြေးတော့ဆိုရင်တောထဲကိုပြေးတာမစင်စွန့်အကျင့်ကောင်းဖို့ပြောပြတာပါအဲ့ဒီခွေးလေးကြတော့အသက်မရှိဘူးသူကုသကံကြောင့်လားမသိဘူးခွေးဘဝမှာကြာမနေရဘူးအဲ့ဒီလိုခွေးမျိုးလဲတွေ့ဘူးတယ်အမျိုးကိုစုံနေတာပဲဒါတွေဟာတေချာစဉ်းစားကြည့်ရင်တန်တရားကအလေးအကျင့်တွေ habitual practice လို့ခေါ်တာပေါ့ဝါဒနာဆိုတာပါလာတတ်တယ်တဲ့အဲ့ဒါလိုပဲလူတွေထဲမှာလည်းပဲတချို့ကရန်လုံးတတ်တဲ့လူရှိတယ်တချို့ကသဘောကောင်းတဲ့လူရှိတယ်နော်ဘာမှမဟုတ်ဘဲနဲ့ရန်လုံးတဲ့ပုံကိုယ်တွေကလည်းရှိသေးတာကြည့်တော့သူရဲ့အကျင့်တွေမှာရှေးတုန်းကညီကို2ယောက်ရှိတယ်ညီကို2ယောက်ရှိတဲ့အခါကျတော့သူတို့အမဲဖော်တယ်ပေါ့နွားတကောင်တတ်ပြီးတော့အမဲဖော်ပြီးတော့ညီလူညီမြခွဲဝေလိုက်တယ်အဲ့ဒီအမဲသားတွေကိုခွဲဝေလိုက်တဲ့အခါကျတော့အကိုလှုပ်တဲ့ပုဂ္ဂိုလ်ကိုညီလှုပ်တဲ့ပုဂ္ဂိုလ်ကပြောတယ်အကိုရဲ့ကျွန်တော်ကမိသားစုများပါတယ်တဲ့ခင်ဗျားသူတို့အိမ်အောင်နေနဲ့ဆိုကိုသားသမီးများတယ်ပေါ့လေညီလှုပ်တဲ့လူကသားသမီးများတယ်အကိုလှုပ်တဲ့လူကသားသမီးမရှိဘူးသို့တော့ခွဲဝေထားပြီးသားအမဲသားကိုခွဲဝေထားတာတော့ညီလှုပ်တဲ့လူကပြောတယ်အကိုကျွန်တော်ကလူများတယ်ကျွန်တော်ကိုဒီအမဲသားဥတွေပါတွေကျွန်တော်ကိုပေးပါပေါ့အပိုးတွေသူ့ကိုပေးပါလို့ပြောတဲ့အခါကျတော့ဒါလေးပြောတာနဲ့အကိုလှုပ်တဲ့ပုဂ္ဂိုလ်ကမင်းကညီလူညီမြခွဲထားရဲ့တန်းနဲ့ဘာပိုးလို့ကျင်တာတော့ဆိုပြီးတော့အမဲခုတ်တဲ့ဓာတ်နဲ့အဲ့ဒီညီကိုခုတ်တတ်ပြစ်တယ်ဇရိုက်ဆိုတာဘယ်လောက်ကြောက်စရာကောင်းတော့နော်ပြီးတဲ့အခါကျတော့ညီလည်းတည်သွားရောဘာဖြစ်တုံးဆိုသူအဲ့ဒီကြတော့မှနောင်တရပြီးတော့တစ်သက်လုံးသူလောက်ခဲ့တာမှားပြီဆိုပြီးတော့အဲ့ဒီလူဟာတရှောင်နဲ့ယောဂရစိတ်တွေဆင်းရဲပြီးတော့စားသမျှအစာတွေကလည်းအစီဩဇာမဖြစ်ဘူးဒီတောကကြီးနဲ့သူဟာမကြခင်မဲ့သူလည်းအသက်ဆုံးသွားတယ်တဲ့ဘာဖြစ်တာတော့ဆိုရင်ကိုတောင်းရမလားဆိုတဲ့စိတ်ဆိုးပြီးတော့ထလောက်လိုက်တာဒီကနေ့ခေတ်မှာလည်းပဲသတင်းစာတွေဘာတွေထဲမှာဖတ်ကြည့်မယ်ဆိုရင်တခါတရံဒါမျိုးတွေရှိတတ်တယ်လေမဖြစ်တော့တဲ့ကိစ္စလေးနဲ့ဒေါသထွက်ပြီးတော့လူတတ်မှုကျွလွန်သည့်အထိအောင်ဖြစ်သွားတတ်တယ်ဒါတွေဟာဇေယိုက်ဆိုးတွေပဲပေါ့နော်ဘဝကဒီဇေယိုက်ဆိုးတွေကိုမပြင်ဘူးဆိုရင်ဒုက္ခရောက်မှာပဲတဲ့လူဆိုးလူမိုက်ဆိုတာဒီလိုဖြစ်တတ်တယ်လုတ်ပြီးတာနဲ့တပြိုင်နက်သူတို့ဒုက္ခရောက်တတ်တယ်နောက်တစ်ခုဒီလူတွေဟာဒီရက်စက်မှုဆိုတာမျိုးတွေကိုအခြေပြုထားတာတွေရှိတတ်တယ်ရက်စက်မှုအခြေပြုထားတဲ့ပုဂ္ဂိုလ်တယောက်နွားသက်သမားတယောက်နှစ်ပေါင်း90ကျော်နွားသက်ပြီးတော့ရောင်းချပြီးအသက်မွေးတယ်အဲ့ဒီလိုရောင်းချပြီးတော့အသက်မွေးတဲ့အခါမှာတနေ့တော့သူနွားသက်ပြီးတော့ရောင်းချတာပေါ့နော်
ရောင်းချပြီးတဲ့အခါကျတော့သူကြိုက်တဲ့အသားလေးအိမ်ကအမျိုးသမီးကိုပေးထားခဲ့ပြီးတော့ရေသွားချိုးတယ်ပေါ့အသားတွေပဲအကုန်ရောင်းပြီးတော့သူစားဖို့ခြံထားတာလေးကိုဒါလေးကိုချက်ထားလိုက်ပါဆိုပြောပြီးတော့မြစ်သွားပြီးရေချိုးတယ်သူရေချိုးသွားနေတဲ့အချိန်မှာအမတန်ရင်းနှီးတဲ့တန်ငယ်ချင်းတယောက်ကရောက်လာတယ်ဟေးအမဲသားမရှိတော့ဘူးလားမရှိတော့ဘူးလားအသားမရှိတော့ဘူးမရှိတော့ဘူးတရားသူစားမလို့ထားခဲ့တဲ့အသားလေးပဲရှိတယ်အကုန်လုံးရောင်းပြီးကုန်ပြီဆိုတော့ဟိုလူကငါအိမ်ဧည့်သည်လာလို့ကွာတဲ့ဒါလေးတော့မဖြစ်မနေငါပေးပါဆိုပြီးအတင်းစွတ်ယူသွားတာနော်အမဲသားကိုအတင်းစွတ်ယူသွားတယ်ဟိုလူကရေပါချိုးပြီးတော့ပြန်လာတဲ့အခါထမင်းမွဲပြင်အမျိုးသမီးကရှိတဲ့ထမင်းဟင်းနဲ့ကျွေးတော့ဘယ်မလဲတဲ့အမဲသားပေါ့ဆိုတော့ရှင်းတငယ်ချင်းလာတယ်တဲ့လာပြီးတော့သူ့အိမ်ဧည့်သည်ရောက်လို့ဆိုပြီးတော့ဒါကိုမပေးဘဲနဲ့စွတ်အတင်းယူသွားတယ်တဲ့ပြောလို့လည်းမရဘူးပေါ့အဲ့ဒီကြတော့သူကဘာလုပ်လဲအမဲသားမပါရင်ငါထမင်းမစားနိုင်ဘူးတဲ့ဆိုပြီးတော့ဓာတ်ကင်ပြီးတော့ဆင်းသွားတာအဲ့နောက်ဖေးမှာရှိတဲ့နွားဟောင်းပါဇက်ဖြဲပြီးတော့ရှာကိုလှီပြီးတော့အဲ့ဒီရှာကိုချက်ခိုင်းတယ်တဲ့ကဲစဉ်းစားကြည့်နော်ဘလောက်ရက်ဆက်တယ်ဆိုတာနွားပါဇက်အတင်းဖြဲပြီးတော့နွားရဲ့ရှာကိုဆွတ်ထုတ်ပြီးတော့အဲ့ဒါဓာတ်နဲ့လှီနွားကလည်းပဲရှာကြီးပြတ်သွားတဲ့အခါအော်ဟစ်နေတာပေါ့ဘယ်သေးအောင်မှာတော့အဲ့ဒါချက်ခိုင်းတယ်ချက်ခိုင်းပြီးတော့စားတယ်အဲ့ဒီနွားရဲ့ရှာကိုချက်ပြီးတော့သူ့ပါဇက်ထဲလည်းထည့်လိုက်ရောရှာနဲ့လည်းထိလိုက်ရောသူ့ရှာကြီးကလည်းပြတ်ကျသွားတယ်နှစ်ပေါင်း90သူကအမဲတက်လာနွားတက်လာတဲ့သူဒီကနေ့တော့သူဒုက္ခရောက်မဲ့နေဖြစ်လာအဲ့ဒီအမဲသားအမဲနွားရဲ့ရှာကိုသူ့ရှာပေါ်တင်လိုက်တာနဲ့တပြိုင်နက်သူ့ရှာပြတ်ကျသွားပြီးတော့နွားအော်သလိုအော်ပြီးတော့သူလည်းသိရတယ်အဲ့ဒီလိုနွားအော်သလိုအော်နေတဲ့အချိန်မှာအဲ့ဒီမျိုးသမီးကသူ့သားကိုခေါ်ပြောတယ်ငါသားကြည့်မင်းဖေကြည့်သူကရက်ဆက်လိုက်တာမင်းဒီအိမ်မှာမနေနဲ့တော့တို့ကိုလည်းဘာမှချိမနေနဲ့မင်းလွတ်ရကြွအပြည့်ရောဒီဒုက္ခမင်းပေါ်ရောက်တော့မှာလို့ဆိုပြီးတော့အမေလှုပ်တဲ့လူကလွတ်လိုက်တယ်အဲ့ဒီသားသူကတော့တကယ်သူပြည်သွားပြီးတော့ပညာသင်တော့ဗဒိန်ဆရာအလုပ်ငန်းနဲ့အသက်မွေးတယ်ဟောဗဒိန်လုပ်ငန်းနဲ့အသက်မွေးသွားတယ်နွားသမားအလုပ်မဟုတ်တော့ခုနကနွားသမားချိသူလုပ်တဲ့အလုပ်တွေရဲ့အကျိုးဆက်ကိုသူခံရတဲ့အခါမှာနွားလိုអော်ပြီးတော့တေရတယ်တဲ့ဟောအမှန်တမ်းရက်ဆက်တဲ့လောက်ရက်တွေရဲ့အကျိုးဒါမျိုးကိုပြောတာလူဆိုးလူမိုက်ဆိုတာနော်ဆိုးလဲဆိုးတယ်မိုက်လဲမိုက်တယ်ဟောနောက်တစ်ခုကြည့်အောင်မလားလူဆိုးလူမိုက်ဆိုတာလူဆိုးလူမိုက်ကိုကြည့်အောင်မယ်လားလူတွေမကဘူးနတ်တွေဘလူးတွေလည်းအမိုက်အကန်းတွေရှိတာပဲအကျင့်ကပါလာတာလေခုနပြောသလိုခွေးကလည်းမိုက်တာပဲခွေးဖြစ်ရင်လည်းခွေးမိုက်ပဲနွားဖြစ်ရင်လည်းနွားမိုက်ပဲတွေ့ဦးကြပါလိမ့်မယ်နွားလည်းသဘောကောင်းတဲ့နွားရှိတယ်ဆိုးတဲ့နွားရှိတယ်ခွေးကလည်းဆိုးတဲ့ခွေးရှိတယ်သဘောကောင်းတဲ့ခွေးရှိတယ်အဲ့ဒါလို့တိရစ္ဆာန်တွေထဲမှာလည်းပဲဒီလိုရှိတယ်လို့ပဲနတ်တွေပါတွေဖြစ်သွားတဲ့အခါမှာလည်းပဲထို့တူပဲနတ်ဆိုးနတ်မိုက်ဖြစ်တာပဲလူဆိုးလူမိုက်ကနတ်ဆိုးနတ်မိုက်ဖြစ်တယ်တခါတော့ရှင်သာရိပုတ္တရာမထေရမြတ်ကတပောဓာဆိုတဲ့တောင်ကြားတစ်ခုခုခေတ်ဆိုရင်တော့ဗေလီပေါ့နော်မာပြည်မှာဟိုရန်ကုန်မှာခေါ်တဲ့ရွှေတောင်ကြားတို့ဘာလို့နော်တောင်ကြားတွေပေါ့ဗလာဗေလီဆိုတဲ့တောင်ကပယံတောင်ကြားတွေတောင်နှလုံးကြားကရှူထဲမှာရှင်သာရိပုတ္တရာနဲ့ရှမောက္ကလန်တို့နှစ်ပါတောအကြောင်းလေးပါသတင်းသုံးတယ်ရှင်သာရိပုတ္တရာအဲ့ဒီနေ့ခေါင်းလေးကိုရိတ်ထားတာပြောင်းနေလာပြီနေရလဲလာပြီနေကြီးကျောင်းပြင်ဘက်မှာလည်းပဲကျောင်းကန်းရဲ့အပြင်ဘက်ကိုထွက်ပြီးတော့ဈဉ္ဉံဝရန္တာလေးပါထွက်ပြီးတော့ရှင်သာရိပုတ္တရာထိုင်နေတယ်လာပြီနေကြီးဆိုတော့လာကလည်းအဲ့ဒီမှာတာတော့ခေါင်းပေါ်မှာလာရောင်ကျနေတဲ့အခါခေါင်းကလည်းရိတ်ထားကစားဆိုတော့ပြောင်းနေတယ်ရှမောက္ကလန်ကခလန်းလန်းတနေရာမှာသတင်းသုံးနေတယ်သူကြောင်းနေသူအဲ့ဒီအချိန်မှာမြောက်ကနေပြီးတော့တောင်ကိုသွားတဲ့ဘလူးနှစ်ကောင်ကောင်းကင်ယံကသွားတာကောင်းကင်ယံကနေပြီးတော့အဲ့ဒီတောင်ကျောကြီးကိုဖြတ်လိုက်တဲ့အခါကျတော့ရှင်သာရိပုတ္တရာခေါင်းလာတာထဲမှာပြောင်ပြောင်လေးမြင်တဲ့အခါကျကြည့်ပါဆိုးမိုက်တဲ့ကောင်ဆိုတာဘလို့အတွေးပေါက်တယ်လဲစဉ်းစားကြည့်သူကသူခေါင်းပြောင်တာဘာဆိုင်လဲသူကဘယ်လိုစိတ်ကူးတော့စိ
ဒီခေါင်းပြောင်ပြောင်လက်သီးနဲ့ကထိုးရရင်ကောင်းမှာပေါ့တက်တက်မဲ့ကြည့်နေမကောင်းတဲ့အကြံကိုကြံတယ်ဆိုတာလူဆိုးလူမိုက်ဟာလေကြည့်ခေါင်းပြောင်ပြောင်မြင်တော့လက်သီးနဲ့ထိုးခြင်းစိတ်ပေါက်တယ်ထိုးခြင်းစိတ်ပေါက်တော့အနားနာနေတဲ့သူတငယ်ချင်းကိုပြောတယ်သူလည်းတူတူသွားတဲ့လူငါဒီရန်ခေါင်းသွားပြီးတော့လက်သီးနဲ့ထိုးမယ်ဟာဟဲ့ကောင်မလုံးနဲ့မင်းဒီရန်ကတကိုးကြီးတယ်သွားမလုံးနဲ့မရဘူးမနေနိုင်ဘူးလုံးမယ်မလုံးနဲ့မင်းတကိုးကြီးတယ်ဒုက္ခရောက်လိမ့်မယ်ပြောပြောဆိုဆိုဟိုတကောင်ကတားတယ်မင်းအလုံးမရှိလှုပ်ရှာကိုလန်းကိုမသွားဘူးနော်ကိုလန်းကိုမသွားဘူးဟိုကတမဘတ်ဝင်စားပြီးတော့ရဟန္တာမထေရမြတ်ကြီးလာရောက်ထဲမှာထိုင်နေတာအဲ့ဒါဝင်ပြီးတော့သွားပြီးခေါင်းကိုလက်သီးနဲ့သွားထိုးတယ်ထိုးပြအောင်ထိုးတာသူထိုးလိုက်တဲ့လက်သီးထန်ချက်ကဘလူးရဲ့လက်သီးဆိုတော့ပြင်းတာပေါ့အခုကဟိုပေါဇာတွေရဲ့လက်သီးတဲ့ပြင်းမှာပေါ့နော်အရင်တော့နာမည်ကြီးတဲ့ Cassius Clay တို့ရဲ့လက်သီးတဲ့ပြင်းမှာပေါ့ဘလောက်ထိအောင်ပြင်းတယ်လဲဆိုတော့သူ့ရဲ့လက်သီးတန်ချက်ကို9တောင်10တောင်အမြင့်ရှိတဲ့ဆင်းပြောင်းတကောင်တောင်ဖင်ထိုင်တောင်ထိုးနိုင်တယ်လို့ပြောတာအဲ့ဒါလောက်ထိအောင်သူကပြင်းတဲ့လက်သီးတန်နဲ့တောင်တွတ်တစ်ခုတောင်မှပြိုကျသွားအောင်သူ့လက်သီးတန်ချက်ကပြင်းတယ်တဲ့ရှင်သာရိပုတ္တရာမထေရမြတ်ကိုသူအဲ့လိုထိုးလိုက်တယ်အဲ့လိုထိုးလိုက်တဲ့အချိန်မှာရှင်သာရိပုတ္တရာထိုးပြည်တာနဲ့တပြိုင်နက်သူကသမဘကထားတဲ့အချိန်နဲ့သွားဆုံးတယ်ပေါ့ဘလူးတကောင်လက်သီးကြီးနဲ့ခေါင်းထိုးတာကိုရှမောက်ကလန်ကမြင်တယ်ဟာထိုးပြီဆိုပြီးတော့ရှမောက်ကလန်ကရှင်သာရိပုတ္တရာဘက်ကိုထွက်လာရှင်သာရိပုတ္တရာလည်းသူထိုးသွားမှမသိလိုက်ဘူးဘာလို့လဲဆိုတော့သမဘဝင်စားနေတာကိုကပ္ပဋ္ဌာန်းထိုင်နေတယ်ပြောပါတော့သမဘဝင်စားသို့သောသမဘကထခေါင်းမှာရာချိချိတော့ဖြစ်သွားတယ်သိချာခေါင်းမှာနည်းနည်းလေးနာကျင်ကျင်လေးတော့ဖြစ်သွားအဲ့ဒါရှမောက်ကလန်လာတော့ဟာအရှင်ဘုရားဘယ်နဲ့နေတုံးနဲ့လာမေးတယ်ဟောဘာဖြစ်လို့လဲဆိုတော့နည်းနည်းလေးတော့နာကျင်ကျင်လေးဖြစ်တယ်ဘာဖြစ်တာလဲလို့ဆိုတော့ရှမောက်ကလန်ပြောတယ်ရှင်ဘုရားဘလူကြီးဒီကောင်လက်သီးနဲ့ထိုးသွားတာဆိုတော့တပည့်တော်ဘလူးမပြောနဲ့တဲ့ဒီရေဖို့ဒီပြိတ္တာတောင်တပည့်တော်မမြင်လိုက်ပါဘူးမမြင်ရပါဘူးတဲ့ရှမောက်ကလန်တဲတကိုးကြည့်တာကိုတဲ့ဘလူးကြီးထိုးတာမြင်လိုက်ရတယ်ဆိုတော့ရှင်သာရိပုတ္တရာကိုရှမောက်ကလန်ကတခါပြောတယ်အရှင်ဘုရားတဲ့ဒီလောက်ပြင်းထန်တဲ့လက်သီးတန်တောင်အရှင်ဘုရားဘာမှမဖြစ်ဘူးတဲ့အရှင်ဘုရားတဲတကိုးကြည့်တာပဲနဲ့တပားနဲ့တပားအဲ့ဒါလိုအလပတန်လပပြောတယ်ဆိုတဲ့မှတ်တမ်းလေးတစ်ခုရှိတယ်ပေါ့နော်အဲ့ဒီမှာလဲအဲ့ဒီဘလူးဟာဘာမှမဟုတ်ဘဲနဲ့လူဆိုးလူမိုက်တွေရဲ့အတွေးပဲလူမိုက်တို့ရဲ့အတွေးနဲ့သူ့ဘာသူနေတာသွားပြီးတော့လက်သီးနဲ့ထိုးမကောင်းမအောင်ဆိုသူတို့ထိုးလက်ပြီးတော့သူဘာဖြစ်တော့ဆိုရင်ဒီကိုယ်လုံးပူလာကြီးရဲ့လောင်လာကြီးရဲ့ဖြစ်ပြီးတော့တေပြီးဝေစင်ငရဲကျသွားတယ်အဲ့ဘလူးပါဒီလိုဖြစ်တာအဲ့ဒါနန္ဒဘလူးဒီလိုဖြစ်တယ်တဲ့နွားသားသမားလည်းဒီလိုဒုက္ခကိုခံရတတ်တယ်နောက်ဆုံးမှာဒီလူမိုက်ဆိုတာအောက်တန်းကြတဲ့လူမှလူမိုက်မဟုတ်ဘူးနော်ပတ်စံချမ်းသာတဲ့ထက်တန်းကြတဲ့လူတွေထဲမှာလည်းပဲမကောင်းတဲ့အတွေးတွေတွေးတယ်မကောင်းတဲ့စကားကိုပြောတယ်မကောင်းတဲ့အလုပ်ကိုလုပ်တယ်ဆိုတဲ့ဆိုးဆိုးမိုက်မိုက်အကြံအစီတွေကရှိတယ်နောက်ဆုံးမှာပြောရမယ်ဆိုလို့ရှိရင်အလုံးသိကြတဲ့မေရမာယာရဲ့မောင်အရင်တော်တယ်မြတ်စွာဘုရားဒေဝရဟကမေရမာယာရဲ့မောင်အရင်တော်တယ်သူ့နာမည်ကသုပ္ပဗုဒ္ဓလို့ခေါ်တယ်ယသောရယာနဲ့ဒေဝထမောင်နှမအရင်ရဲ့ဖခင်သူကမြတ်စွာဘုရားရဲ့ရောက်ခမပေါ့ပြောမယ်ဆိုရင်သုပ္ပဗုဒ္ဓဆိုရယ်တာကဝေမင်းသူကဘုရားပေါ်မှာသူမကျေနပ်တာနှစ်ခုရှိတယ်တစ်ခုကဘာတော့ဆိုရင်သမီးကိုအိမ်အောင်ပြုတ်ပြီးတော့ပြစ်ထားခဲ့တာဒါတခုမကျေနပ်ဘူးဆိုအခုခေတ်လိုပြောမယ်ဆိုရင်တော့လည်းမကျေနပ်စရာတော့ရှိမှာပေါ့နော်တ
တရားဘက်ကကြည့်ရင်တော့မကျေနပ်တာလို့မရှိဘူးဘုရားလောင်းကတော့ထွက်သွားတာဟုတ်ဘုရားဖြစ်အောင်ကြက်တာလောကဘက်ကကြည့်မယ်ဆိုလို့ရှိရင်အေးငါသမီးကိုယူပြီးတော့သူကကလေးတစ်ယောက်နဲ့ပြစ်ထားခဲ့တယ်ဆိုတဲ့အမြင်မျိုးမြင်တာပေါ့မြင်တော့ဘုရားပေါ်မှာမကျေနပ်ဘူးနောက်တစ်ခုမကျေနပ်တာသူ့သားဒေဝရတ်နဲ့သူကရံပက်ဖြစ်နေတယ်ဒေဝရတ်ကိုအခွင့်အရေးမပေးဘူးလို့သူမျက်စိနဲ့မြင်တယ်မြတ်စွာဘုရားကတော့ဒီလိုခွင့်ရေးပေးတာမဟုတ်ဘူးတော်တဲ့လူမှမြတ်စွာဘုရားတော်တဲ့အလျောက်ခွင့်ရေးပေးတာကိုရှင်သာရိပုတ္တရာတို့ရှမောက္ကလန်တို့ခွင့်ရေးပေးတာမကျေနပ်ကြဘူးဘုရားလက်ထက်ကလည်းဘာလို့ဆိုရှင်သာရိပုတ္တရာတို့ရှမောက္ကလန်တို့ကဗြဟ္မင်းတွေကိုပုံနာမျိုးတွေဒီလူတွေကိုယာရုကြီးကြီးပေးတယ်ဆိုတာမကျေနပ်ဘူးဘုရားရဲ့မျိုးတွေကကျေနပ်မယ်မဟုတ်ဘူးဒါကတော့နော်ပေးရင်ကိုယ်မျိုးပေးရမဟုတ်မကျေနပ်နိုင်ဘူးပေါ့အဲ့ဒါလို့သူ့မှာလည်းမကျေနပ်တဲ့အချက်နှစ်ချက်ရှိတယ်သမီးကိစ္စနဲ့ဒေဝရတ်သားကိစ္စအဲ့ဒီနှစ်ခုပေါ်မှာမကျေနပ်ဘူးမကျေနပ်တာကိုသူကပြသဖို့ရာတခါကျတော့ကြုံလာတယ်မြို့လေကောင်လမ်းမှာသူကခင်းကျင်းပြီးတော့မလုပ်နေလဲဆိုအရက်တောက်ပွဲကျင်းပါတယ်အရက်တောက်အဲ့ဒီလိုနေတဲ့အခါကျတော့မြတ်စွာဘုရားကအဲ့ဒီလမ်းကြွလာတော့သွားပြောတာပေါ့ဘုရားကြွလာတယ်အဲ့လမ်းမှာဒီလိုလုပ်လို့မတော်ဘူးလို့ဆိုပြောတော့အရင်ဘူးနဲ့သူကဘာပြန်ပြောတော့ဆိုရင်တိဋ္ဌထကငါတူပဲငါသူ့တဲ့အသက်ကြီးတယ်ပေါ့သူကငါရငယ်ဂူးဆိုင်ဆရာမလို့ဘူးပေါ့ဒီလမ်းမလားတခြားလမ်းကလားပေါ့မချေမငံပြောလွှတ်လိုက်တယ်ဆိုတော့လမ်းဖယ်မပေးဘူးဖယ်မပေးခြင်းအကြောင်းကတော့မကျေနပ်တာမကျေနပ်တဲ့အပေါ်မှာဖះကိုသွားပြီးတော့ပြစ်မှားမိတယ်လူဆိုးလူမိုက်ရဲ့အတွေ့ရအဲ့ဒါလို့မချေမငံပြောလွှတ်လိုက်တယ်လုံးဝဖယ်မပေးဘူးဒါနဲ့ဖះကလှည့်ပြီးတော့ပြန်သွားရတယ်အဲ့ဒီလှည့်အပြန်လေးမှာမြတ်စွာဘုရားရဲ့မျက်နှာတော်ကပြုံးသွားတယ်ပြုံးသွားတဲ့အခါကျတော့ဘာဖြစ်လို့ပြုံးတာလဲဆိုတာရှင်အနန္ဒာကမေးတော့သုဘဗုဒ္ဓတော့ဒုက္ခရောက်တော့မယ်ပေါ့သူ့ရဲ့ဘာတွေတော့ပဲဒုက္ခရောက်တော့မယ်ငါ့ကိုလမ်းပိတ်တဲ့အကုသိုလ်ကနဲတဲ့အကုသိုလ်မဟုတ်ဘူးတဲ့ငါသွားတဲ့လမ်းကိုသူပိတ်တယ်ပိတ်ပြီးတော့အရက်တောက်တယ်တော့ဒီရက်ကနေ9ရက်ပြည့်လို့ရှိရင်သူ့ရဲ့နန်းရင်ပြင်လှေကားရင်နန်းပြတ်တာလှေကဆောင်မှသူမြေမြူလိုက်မယ်တဲ့ဘုရားအဲ့လိုပြောတယ်အဲ့လိုပြောလိုက်တာကိုသူကသူ့ရဲ့သူလျောစုံတော့ကကြားသွားတော့သုဘဗုဒ္ဓကိုပြန်ပြောတယ်ပြောတဲ့အခါကျတော့အဲ့ကြတော့နည်းနည်းကြောက်လာတပိုင်းကလည်းကြောက်တယ်တပိုင်းကလည်းမယုံဘူးပေါ့သူပြောတာတွေကအကုန်ဖြစ်တတ်တယ်ပေါ့ခုခေတ်မှာကြည့်မယ်ဆိုလို့ရှိရင်ဟုတ်လားသူတော်စင်တွေတို့ဘုံတကူကြီးတဲ့ပုဂ္ဂိုလ်တွေပြောတာဖြစ်လာတော့အဲ့မှာကြောက်တယ်ပေါ့သူနည်းနည်းတော့ကြောက်သို့တော့သူပြောတဲ့စကားမှားရင်မုဒဝါဒနဲ့ဆွဆွဲမယ်ပေါ့ဆိုပြီးတော့သူဘာလုပ်လဲ9ရက်မတိုင်ခင်ကတည်းကဘုံ90ရှိတဲ့နန်းပြတ်သက်ပေါ်မှာတက်နေတယ်တက်ပြီးတော့တကားပေါက်တိုင်းကိုလူ9ယောက်အမတန်အားကောင်းမောင်းတန်နဲ့သူလာလို့ရှိရင်ပြန်ပြီးတော့မဆင်းစေရဘူးအတွင်းထဲကိုပြန်တွန်းပို့မဲ့လူတွေ9ယောက်ထားတယ်တစ်ထပ်ပြီးတစ်ထပ်အကောင်လုံးထားတယ်တကားကိုလုံအောင်ပိတ်ပြီးတော့အပေါ်ဆုံးနန်းပြတ်သက်မှာတက်ပြီးနေတယ်9ရက်လက်မြောက်ရောဘာဖြစ်လာတော့ဆိုရင်သူ့ရဲ့မင်္ဂလာမြင်းတော်ကကျွတ်လွတ်ပြီးတော့ဟီတာလန့်နေတာဘယ်သူမှထိန်းလို့မရဘူးမြင်းဟိန်ပြီးတော့မြင်းကဟိုကန်ဒီကန်အကုန်လျှောက်ကန်နေတော့အဲ့ဒီချိန်မှာသူကမြင်းကသူထိန်းမှရတယ်ကျန်တဲ့ပုဂ္ဂိုလ်တွေထိန်းလို့မရဘူးအဲ့ဒီချိန်မှာမြင်းထိန်းမယ်လို့မေ့ပြီးတော့9ရက်မြောက်တဲ့နေ့ဖះကိုလမ်းပိတ်လိုက်တဲ့အချိန်လေးပဲအဲ့ဒီချိန်မချေမငံပြောလွတ်လိုက်တဲ့အချိန်လေးမှာမြင်းကြီးကထိမ့်မရအောင်စူညံပြီးတော့ဟီးနေတော့မေ့ပြီးတော့သူတကားဖွင့်ပြီးထွက်တာတကားတွေကလည်းအကုန်ပွင့်အနားနားမှာအဆောင်ထားတဲ့လူတွေကလည်းပဲအပေါ်ပြန်တွန်းတင်ရမှာကိုမေ့ပြီးတော့အောက်ပစ်ချကြအောက်ကြည့်ပဲတွန်းချအဲ့လိုတစ်ထပ်ပြီးတစ်ထပ်အောက်ရောက်သွားတော့နောက်ဆုံးမှာအောက်ဆုံးတက်ရောက်ပြီးလေကားလည်းရောက်ရောသူမြေမြူသွားတာဖះဟောတဲ့အတိုင်းပဲသူမြေမြူသွားတယ်ဘာဖြစ်လို့တော့ဆိုတော့
မြတ်စွာဘုရားကဘာလို့ဒီလိုကြိုတင်ပြီးတော့ပြောနိုင်တာတုံးဆိုသူစိတ်ဓာတ်ရဲ့အခြေအနေတွေကိုအကုန်လုံးသိထားတာနော်ဒါကဘာနဲ့ဥပမာတူတော့ဆိုရင်weather condition ကြိုတင်ပြီးတော့ပြောတာလို့ပဲပြောလို့ရတယ်ဒါဥပမာဆိုတော့ခုခေတ်ရောမပြောဘူးလားဘင်္ဂလားဘုံတိုင်းထဲမှာဘင်္ဂလားအော်ထဲမှာမုန်တိုင်းနေရဝန်းနေအခြေပြုနေပြီဘယ်နေ့ပဲရဲ့မုန်တိုင်းဝင်နိုင်တယ်ဆိုတာဟိုမှာဖြစ်ပေါ်နေတဲ့အခြေအနေတွေကိုကြည့်ပြီးတော့ဘာဖြစ်မယ်ဆိုတာပြောအဲ့တော့မြတ်စွာဘုရားကလည်းဒီသုဘဗုဒ္ဓဒီလိုဖြစ်လိမ့်မယ်ဆိုတဲ့အခြေအနေဟာဘာကိုကြည့်ပြောတာတော့လို့ဆိုရင်အဲ့ထက်မှသူ့ရဲ့ရင်ထဲနှလုံးထဲမှာရှိတဲ့အခြေအနေတွေကိုကြည့်လိုက်တယ်မြတ်စွာဘုရားသူပြောတဲ့စကားသူ့ရဲ့ရင်ထဲနှလုံးထဲမှာရှိတဲ့ဘုရားပေါ်မှာအမတန်ကြီးမားတဲ့ဉာဏ်ညို့ကိုကျင့်တတ်တာတခုမှမရှိတော့မရှိသည့်အတွက်ကြောင့်အဲ့ဒီအကုသိုလ်ကတုံ့ပြန်လာမယ်ဆိုတာမြတ်စွာဘုရားသိလို့ကြိုတင်ပြီးတော့ပြောတာဒီအကုသိုလ်ရဲ့အကျိုးဆက်ကဒီ9ရက်မြောက်တဲ့နေ့မှာအကျိုးပေးမယ်ဆိုတော့မြတ်စွာဘုရားအတိအကျပြောလို့ရတယ်ပေါ့ရာသီဥတုတစ်ခုမုန်တိုင်းကြီးတိုက်တော့မယ်ဆိုရင်အခြေပြုနေတယ်လို့ဒီပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာအခြေပြုနေတဲ့အချက်လက်တွေကိုကြည့်ပြီးမြတ်စွာဘုရားအနာဂတ်ကိုမှန်အောင်ပြောနိုင်တာဟောနိုင်တာအဲ့ဒါကြောင့်မို့လို့ဟောလို့ရတာပေါ့ condition တွေကိုကြည့်တာပေါ့အဲ့ဒါလို့သုဘဗုဒ္ဓလည်းကြည့်စိုးစိုးမိုက်မိုက်စိတ်ကောင်းနှလုံးသားထားမယ်ဆိုတာမထားသည့်အတွက်ကြောင့်သူလည်းပဲမြေမြူပြီးတော့အဝိဇ္ဇငရဲကျသွားတယ်တဲ့သားဖနှစ်ယောက်စလုံးဟာအဝိဇ္ဇငရဲရောက်သွားကြတယ်ဒေဝဒတ်နဲ့အတူတူပဲယသောဒရာကတော့စိတ်ကောင်းနှလုံးကောင်းနဲ့နောက်ဆုံးမှယဟန္တာမကြီးဖြစ်သွားပြီးတော့ပြိဋိဘံစံသွားပြီနော်အဲ့တော့ဆိုလိုတာကလူဆိုးလူမိုက်ဆိုတာတွေဟာလူဆိုးလူမိုက်တွေရဲ့သွားရလမ်းလူဆိုးလူမိုက်ဆိုတဲ့အခြေအနေတွေသွားရလမ်းတွေဟာအကောင်းမရှိဘူးအဆိုးတွေကြီးပဲနောက်ဆုံးမှာငရဲတိရစ္ဆာန်ပြိတ္တာအတူတကယ်ဆိုတဲ့အပယ်လေးပုံမှာဒုက္ခကြီးစွာရောက်ကြရတယ်တဲ့လူဆိုးလူမိုက်တွေဟာဒါကြောင့်မလို့ဒီလူဆိုးလူမိုက်ဆိုရယ်ဆိုးတယ်မိုက်တယ်ဆိုတဲ့သဘာဝတရားတွေဟာအပြင်ကလာတာမဟုတ်ပါဘူးကိုယ့်ရဲ့ရင်ထဲနှလုံးထဲမှာဖြစ်ပေါ်လာတာတွေပါအဲ့ဒီဖြစ်ပေါ်လာတာတွေကိုကိုယ်တိုင်ရှင်းမှပဲရပါတယ်ဆရာမိဘတွေဆိုတာဆွဆုံးမယုံပဲဆွဆုံးမလို့ရတယ်ဒီလိုဆိုးမိုက်တဲ့အရာတွေမိမိရဲ့ရင်ထဲမှာထားမယ်ဆိုလို့ရှိရင်ထိုလူဆိုးလူမိုက်တို့ရဲ့သွားရလမ်းဟာဒီတိုင်းပဲရှိပါတယ်ဆိုတာကိုအားလုံးကိုစီသဘောကျပြီးမြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့ဒီလူဆိုးလူမိုက်နဲ့ပတ်သက်တဲ့အကြောင်းအရာအချက်လက်တွေကိုတတိတံဝေကကြီးစွာထားပြီးတော့လူတော်လူကောင်းဖြစ်အောင်ကြည်ကြံကြိုးကုပ်အားထုတ်နိုင်ကြပါစေကုန်သတည်း